လောလောဆယ်နမောတတနဲ့အရင်စလိုက်ကြအောင်နမောတတဘဂဝတောအရဟတောအတောသမ္မာသမ္ဗုဒ္ဓတ္တနနမောမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓတအဲ့တော့ရုပ်ဆိုးပန်းဆိုးဗီဒီယိုကြီးကိုပိတ်ထားလိုက်မယ် screen share ပေးလိုက်မယ်ဒါဆိုရင်စာလို့ရတာပို့ပြီးတော့ကောင်းသွားမယ်ဟုတ်ပြီဆရာတို့ရဲ့ screen ဟိုဟာကိုလည်းပြီးတော့ပိတ်ထားလိုက်တယ်Global Dharma Foundation တက္ကသိုလ်ရဲ့ဒါ BA Final အတန်းပေါ့နော် BA Final အတန်းမှာ Suttanta Studies တုတ်တန်ဘာသာရဲ့အတွက်ပထမဆုံးအတန်းချိန်ပါမိတ်ဆက်ရရင်တော့တပည့်တော်ကဥခေမိတ်တရာပါတွဲဘက်ပါမောက္ခဖြစ်ပါတယ်ဒသနိကဗေဒဌာနရဲ့ဌာနမှူးလည်းဖြစ်ပါတယ်ဒီမှာဒီနေ့တပည့်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာက Advantages of Sutta Pitaka တုတ်တန်ပိဋကရဲ့အာသာချက်တုတ်တန်ပိဋကရဲ့ကောင်းကွက်ဒါတွေကိုဒီဘာသာရဲ့ပထမဆုံးမိတ်ဆက်အနေနဲ့ဆွေးနွေးမှာပါရှင်များတို့ကဟိုတပည့်တော်အတန်းတက်တဲ့ခါကျရင်ဘေးကနေပြီးတော့မှတ်စရာစာအုပ်ကလေးတစ်အုပ်နဲ့ဘောပင်လေးနဲ့ရှိထားရင်ပို့ပြီးတော့ကောင်းတယ်ဗျာတချို့တုတ်တန်နာမည်လေးတွေဗာလေးတွေကြတော့ဒီလိုလေးတွေကောက်ပြီးတော့မှတ်သွားလို့ရတယ်စာမေးပွဲအတွက်တော့ဘာမှမပူပါနဲ့စာမေးပွဲမတိုင်ခင်ခတ်စောစောမှာစာမေးပွဲနဲ့ဆိုင်တဲ့မေးခွန်းကိုတိကျပေးပါမယ်တန်းမှာတော့ဒီတော့စီကနေပြီးတော့ idea လေးတွေရသွားဖို့အတွက်ပဲဂရုစိုက်ပါဒီပြီးတော့စတင်တဲ့ခါကျရင်ရှင်များတို့ဂရုစိုက်ရမှာကကာလမတုတ်ကပြောတယ်လို့ပေါ့နော်တဆင့်ကြားစကားနဲ့လည်းမယုံနဲ့အောင်ပေါ့ရှင်များတို့အရင်ကြားဘူးထားတဲ့ဟာတွေကိုလည်းအမှန်လို့မမှတ်နဲ့တပည့်တော်ပြောတဲ့ဟာကိုလည်းအမှန်လို့မမှတ်နဲ့ရှင်များတို့ကိုယ်တိုင်သိတဲ့အခါကျမှမကောင်းရင်မလုပ်နဲ့ကောင်းရင်လုပ်လိုက်ပေါ့နော်ရှင်များတို့အရင်ကြားဘူးထားတဲ့ဟာလည်းအမှန်ဆိုပြီးစွဲထားရင်တင်တန်းငါပေးတဲ့ဟာကိုအပြည့်မရပဲနေမယ်တင်တန်းကပြောသမျှဟာကိုအမှန်လို့မှတ်လိုက်ရင်လေကိုယ့်ရဲ့အတွေးခေါ်တွေအားနည်းသွားမယ်အဲ့တော့ဒီမှာပြောမယ့်ဟာတွေကအရင်သိထားတာတွေနဲ့တူချင်လဲတူမယ်တူချင်မှလည်းတူမယ်အဲ့တော့အသစ်ဆန်းရပြီဆိုရင်ဒီတက္ကသိုလ်လာတက်ရတာတန်တယ်လို့သာမှတ်လိုက်ပေါ့နော်တုတ်တန်နဲ့ပတ်သက်ပြီးတော့ပထမဆုံးမှာတုတ်တသရာလေးကိုကြောင်းကိုလေးတော့နည်းနည်းလေးပြောပြနော်တုတ်လို့ပြောလိုက်ရင်တပည့်တော်တို့ကဗမာစကားလိုပဲဖြစ်နေပါလေဟိုကရနေကိုအပိမဲ့သူနည်းနည်းဆွတ်ထုတ်အောင်မှာပါနော်ဒေါ်နွေးနွေးငိမ့်ဟုတ်လားဒေါ်နွေးနွေးငိမ့်လားတထုံကဒကမကြီးနော်ဒကမကြီးတို့တုတ်ဆိုတဲ့စကားလုံးကလူတွေရဲ့နားထဲမှာတော့မှကြားဘူးပြီးသားပဲမဟုတ်လားနော်တုတ်တို့တုတ်တန်းတို့ဟိုဟာဗာလဲနောက်ကအတန်မဆူဘူးဆိုရင်အတန်လေးတွေဖွင့်ထားလိုက်လေနှစ်ဦးနှစ်ဖက်ဒီမှာဆွေးနွေးလို့ရတာပေါ့နော်ဒေါ်မြင့်သိန်းလဲနောက်ကအတန်မဆူရင်အတန်လေးတွေဖွင့်ထားလိုက်တခြားသူတွေလည်းလေအတန်မဆူတဲ့လူကအတန်လေးတွေဖွင့်ထားလိုက်အဲ့တော့ဒကမကြီးတို့စိတ်ထဲမှာကတုတ်လို့ပြောလိုက်ရင်မျက်လုံးထဲမှာဘာတမ်းမြင်တော့မှားလို့လည်းမရောရပါဘူးနော်မှားလို့လည်းမရောရပါဘူးဖြည့်စမ်းပါမေတ္တာတုတ်တို့ယရဏတုတ်တို့အဲ့လိုမမြင်ဘူးလားတရားတော့ဗျာရေကြီးစက်တော့ဗျာရေကြီး17တုတ်သွားမြင်တယ်ဓမ္မစကြာရောမြင်လားမြင်ပါတယ်နော်အဲ့ပြောဆိုလိုရင်းက
တုတ်လို့ပြောလိုက်ရင်မြတ်စွာဘုရားရဲ့စကားတော်တွေလို့စိတ်ထဲမှာသွားမြင်နေမို့လား မှန်ပါဗျာ ဟုတ်နော်ဟောစခရင်ကနောက်တစ်မျက်နှာပြောင်းသွားလား ကြောင်းတယ်ဗျာ ပြောပါရဲ့ဗျာ တုတ်ရဲ့အိဗယ် တုတ်ရဲ့အဓိပ္ပာယ်နော်ဒါကဟိုဟာကျွန်တော်တို့ဟိုဟာဓမ္မစီကလိုက်ဖူးတဲ့သူတွေဆိုရင်တော့ဒီဥစ္စာကိုယဉ်နှီးပြီးသားပါဒါဒီကနိကေထကရာနော်တိလက္ခဏထကရာအစဘိုင်းလေးမှာရှိပါတယ်တုတ်ရဲ့အဓိပ္ပာယ်ကိုဇမဗုဒ္ဓဂောတကဘယ်လိုပြောထားသလဲအဋ္ဌာနံသူစနတောသူဥဒ္ဒတောတဝနတောနော်ဟိုထတုဒနတောသုတ်တာနာသုတ်တတဘာကတောစအဲ့ဒီအထိတောက်လျှောက်ပြောသွားတာသုတ်တန်တန်သုတ်တန်တိအခါတံအဋ္ဌာနံအကျိုးတို့ကိုတဲ့အဋ္ဌာနံအကျိုးတို့ကိုသူစနတော့ပြတတ်သောကြောင့်၎င်းအဲဒီကနေခုနောက်ဆုံးသွားလိုက်ပေါ့သုတ်တန်တိအခါတံပေါ့သုတ်တန်သုတ်ဟူ၍ခေါ်ဆိုအပ်ပါတယ်အကျိုးတရားတွေကိုဖော်ပြပေးလို့သုတ်လို့ပြောတာအဲ့တော့အကျိုးတရားတွေကဘာတွေတုံးဆိုအဲ့ဒီအောက်ကလေးမှာတပြီးတော့နှုတ်ကလေးမှတ်ပေးထားတာရှိပါတယ်အဋ္ဌထအတ္တထအတ္တအထမိမိကိုယ်တိုင်ရဲ့အကျိုးပရထသူတစ်ပါးရဲ့အကျိုးဒိဋ္ဌဓမ္မိကထမျက်မှောက်ဘဝအကျိုးတံပရာယိကထတမလွန်ဘဝရဲ့အကျိုးလောကိယထလောကီအကျိုးလောကုတ္တရထလောကုတ္တရအကျိုးအများကြီးပဲရှိအောင်ပါပဲเนาะနောက်ထပ်အကျိုးတွေရှာရင်ရှာတော့ထွက်မှာပေါ့ဒါလားစသည်ဆိုပြီးဒီလောက်ပဲသိမ်းထားလိုက်အဲ့တော့သုတ်တန်ဆိုတဲ့အဓိပ္ပာယ်ဒီပထမအဓိပ္ပာယ်ကဘာကိုပြတတ်တယ် အကျိုးကိုပြရတာပါဗျာ အကျိုးတို့ကိုပေါ့ဗျာဘဟုဘုတ်လေနော်နံဝိဘတ်ကဘဟုဘုတ်လေအကျိုးတစ်ခုတည်းတောင်မဟုတ်ဘူးအကျိုးတွေအများကြီးကိုပြတတ်လို့တုတ်လို့ခေါ်တယ်အဲ့တော့အတ္တထဘက်ကနေကြည့်မယ်ကိုမိမိအတွက်အကျိုးရှိခြင်းနဲ့ဆိုရင်ဘာဖတ်ရမလဲတုတ်တန်ဖတ်ရမှာပေါ့ဘောပေါက်လား မှန်ပါဗျာ သူများကိုအကျိုးရှိစေခြင်းနဲ့ဆိုရင်ဘာဟောပေးရမလဲတုတ်တန်ပဲဟောပေးရမှာပဲဒိဋ္ဌဓမ္မိကထဒီဘဝမှာကောင်းကျိုးလိုချင်တဲ့သူတွေဘာဖတ်မလဲ တော့တန်ဘု တုတ်တ ရား န်ဖတ်နောက်ဘဝကောင်းကျိုးလိုချင်ရောတံပရာယိကထသူလဲတုတ်တန်ပဲဖတ်ရမှာပဲလောကီယထလောကီအကျိုးစီးပွားနဲ့ပြည့်စုံခြင်းနဲ့ဘာဖတ်မလို့ တုတ်တန် တော့တန်ဖ တုတ်တန်ဖတ်ကဲလောကုတ္တရာနိဗ္ဗာန်လိုချင်ရောဘာဖတ်မလဲ တုတ်တန် တော့ တုတ် တ တ န် န်ပဲဖတ်ဒါကြောင့်အထာဏအကျိုးတို့ကိုသူစနတောစာတဲ့ပြတ်တတ်သောကြောင့်၎င်းအကျိုးကိုဖော်ပြတတ်တဲ့အတွက်ကြောင့်တုတ်လို့ခေါ်ပါတယ်နောက်တစ်ချက်ကသူဝတ္တတောသူဝတ္တတောစာကောင်းစွာဟောရာဖြစ်သောကြောင့်၎င်းကောင်းကောင်းကြီးဟောထားလို့တုတ်လို့ခေါ်ပါတယ်တဲ့နော်ပြီးတော့မှနောက်မှကောင်းကောင်းကြီးဟောတာတွေပါတယ်အကျေတဝန်လေးပြောတာပေါ့ဗျာတဝနတောစာအကျိုးစီးပွားကိုဖြစ်ပွားစေတတ်သောကြောင့်၎င်းခုနတော့ကအထာဏံသူစနာတောနဲ့ဒီကတဝနတောကဘာကွာတယ်လဲဆိုရင်အထာဏံသူစနာတောမှာအကျိုးကိုပြတာဒီအကျိုးတွေရှိပါတယ်လို့ဖော်ပြပေးတာတဝနတောကကြတော့အကျိုးစီးပွားကိုဖြစ်ပွားစေတတ်တယ်မြင်ုံနဲ့မကဘူးရအောင်ပါလုပ်ပေးနိုင်တယ်လို့ပြောတယ်ခုနပြောထားတဲ့မိမိအကျိုးသူတစ်ပါးအကျိုးပြစ္ဆုတ်ပံအကျိုးတမလွန်အကျိုးလောကီအကျိုးလောကုတ္တရာအကျိုးတွေကိုဖြစ်အောင်လုပ်ပေးတတ်တဲ့အတွက်ကြောင့်တုတ်လို့ခေါ်ပါတယ်တုတ်တာနာစကောင်းစွာစောင့်ရှောက်တတ်သောကြောင့်၎င်းတတ္တဝါတွေကိုငရဲမရောက်အောင်စောင့်ရှောက်ပေးတယ်လူပြည်နတ်ပြည်ဆိုတဲ့သူဂတိတွေရောက်အောင်စောင့်ရှောက်ပေးတယ်နောက်နိဗ္ဗာန်ဇမ္မတ်ဖို့တွေကိုရအောင်စောင့်ရှောက်ပေးတတ်တယ်ဒါကြောင့်မလို့တုတ်လို့ခေါ်တယ်တုတ်တတဘာကတောစတမြင်းချီပန်းတီကျိုးမြတ်နဲ့သူကြောကြောင့်၎င်းတမြင်းချီဆိုတာကအိမ်နေမှာအုတ်တွေပါတွေစီတဲ့အခါကျရင်အဲ့ဒီပယံဆရာကလေသူစီမဲ့နေရာကိုဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုကျိုးလေးခြိထားတယ်ပြီးတော့မှအဲ့ဒီကျိုးလေးအတိုင်းအုတ်ကိုစီသွားတာအဲ့ဒီခြိမျိုးကိုတမြင်းခြိခေါ်တယ်အဲ့တော့တခုခုလုပ်ရင်မလွဲအောင်ထားတဲ့ကျိုးကိုတမြင်းခြိခေါ်တာပေါ့ပန်းတီကျိုးဆိုတာကကြတော့ပန်းတွေကဘလောက်ပဲလှလှပုံထားရင်လက်နဲ့တွန်းလိုက်တာပဲဖြစ်ဖြစ်
လေတိုက်လိုပဲဖြစ်ဖေယိုဖေရဲ့တစားစီကျဲသွားတတ်တယ်ကျိုးနဲ့တခြားစီးထားတဲ့ပန်းကြတော့အဲ့လိုမဖြစ်ဘူးနော်အဲ့တော့တတ်ရဲ့လေးဖြစ်အောင်ပေါ့ဒီလိုတမြင့်ချီပန်းတီကျိုးများနဲ့တူတော့ကြောင့်လည်းအောင်တုတ်တန်တီတုတ်ဟူ၍အခါတန်ခေါ်ဆိုရတယ်အဲ့တော့တုတ်ရဲ့အဓိပ္ပာယ်ကအထာဏံသူစနာတော်သူဝုဒ္ဒတော်တဝနာတော်တုတ်ဒါနာတုတ်ဒတဘာကတော်အချက်၅ချက်ပြထားတယ်ဘာကြောင့်တုတ်တန်လို့ဘာကြောင့်တုတ်လို့ခေါ်တယ်လဲဆိုရင်ဒီအချက်၅ချက်ကိုဖော်ပြပေးရမယ်နော်နောက်သူဒနာတော်အနက်ပေးဖို့ကြံသွားတယ်6ချက်ကိုပြရမှာတစ်ချက်ကြံနေတယ်တဝနာတော်ပဲပါသွားတယ်နော်သူဒနာတော်ကြံနေခဲ့တယ်သိလားဒီတော့နော်သူဒနာတော်ကတော့ရိုးထွက်စေတော့ကြောင့်လို့ဖြစ်ရမယ်သူဒနာတော်လေးအနှက်ပေးဖို့ကြံသွားတယ်ခွင့်လွှတ်ပါအဲလေးကိုဖြည့်ပြီးတော့မြင်လိုက်တော့သူဒနာတော်ဆိုတာရိုးထွက်စေတော့ကြောင့်ကိလေသာတွေကိုရိုးထွက်သွားအောင်ကိုယ်စီမှာမရှိအောင်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်အဲ့တော့တုတ်တန်လို့ခေါ်ပါတယ်တဲ့အခုမှ6ချက်ပြည့်သွားသူစနာတော့သူဒအထာဏသူစနာတော့သူဒတော့တဝနာတော့ထသူဒနာထရရောပါတယ်စငယ်ပါထားပါတော့အဲ့တော့တုတ်တန်နေနဲ့ပတ်သက်ပြီးတော့တပည့်တော်တို့မှာအစောဆုံးတုတ်တန်ကြီး3ခုရှိတယ်ဗျာလုံးဝပထမဆုံးတုတ်တန်ဒီဓမ္မစက္ကပဝတ္တနာတုတ်ပဲမြတ်စွာဘုရားကိုယ်တိုင်ကတရားဆက်ကိုလဲစေတယ်ဆိုပြီးတော့ပြောခဲ့တဲ့အတွက်ကြောင့်ဓမ္မစက္ကပဝတ္တနာတုတ်ဒီပထမဆုံးတရားပဲသူ့ရဲ့ရှေ့မှာရှိကောင်းရှိအောင်ပဲအဲ့ဒီတရားတွေကိုပထမဆုံးတရားလို့မတတ်မှတ်ပါဘူးအဲ့ဒီရှေ့ရတရားတွေကိုဟုံကတုတ်တို့ဘာတို့တွေနောက်တစ်ခါဥဒန်းတို့ဘာဥဒန်းတွေအနေကဇာတိစတဲ့အဲ့ဒါမျိုးတွေရှိတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုအစောဆုံးတုတ်လို့မခေါ်ပါဘူးအစောဆုံးတုတ်ကဓမ္မစက္ကပဝတ္တနာတုတ်ပါဘုရားကိုယ်တိုင်ကအဲ့ဒီတုတ်ကိုအစောဆုံးတုတ်လို့တတ်မှတ်တဲ့အတွက်ကြောင့်အဲ့တော့မြတ်စွာဘုရားပွင့်တော်မူလာကြတဲ့အဲ့တော့တုတ်ဝိနည်းအဘိဓမ္မာဆိုတဲ့ပိဋက3ပုံဘာစဟောတယ်လဲဓမ္မစက္ကပဝတ္တနာတုတ်ကိုစဟောတာဖြစ်တဲ့အတွက်ကြောင့်တုတ်တန်ပဲအဲ့တော့ဆရာတော်တို့ကြားဘူးကြပါလိမ့်မယ်ဓမ္မစကြာကိုမြတ်စွာဘုရားဘယ်နှစ်ရက်ဟောသလဲဓမ္မစကြာကိုမြတ်စွာဘုရားဘယ်နှစ်ရက်ဟောသလဲ9 ရက်ပါဗျာ9ရက်ဟောတယ်လို့ဘသူကပြောတော့ဟုတ်အထက်ကရာပြောတယ်နော်ဟုတ်ပါအထက်ကရာမှာအဲ့လိုပြောတယ်ပထမဆုံးရက်မှာအရှင်ကိုနေညသောတာပန်ဖြစ်တယ်ဟုတ်လားနောက်ရက်ကျတော့ဘသူလောက်ပါဆွေးနွေးကြပါဝပ္ပကိုနေညပြီးတော့ဝပ္ပပြီးတော့မှပတိယဗတ္တိယပြီးတော့မဟာနံပြီးတော့အသဇိပေါ့နော်အဲ့ဒီလိုမျိုးတပားကိုတရက်နှုံးနဲ့9ရက်သူတို့တရားကိုဟောသွားတယ်လို့ဒီလိုပြောတယ်အဲ့ဒါအထက်ကရာမှာပြောတယ်နော်ဟုတ်ပြီတပည့်တို့ဒီနေ့လေးတစ်ချက်ပါဠိတော်လေးကိုတစ်ချက်လောက်ကြည့်အောင်ပြီးတော့ဟိုပါလဲမြန်မာပြန်ပဲလူတွေလဲပါတာမို့လို့ပြီးတော့မြန်မာပြန်ပဲပြပါတယ်ဗျာအရှင်ဘုရားတို့ကပါဠိတော်တွားပြီးတော့ကြည့်ခြင်းတယ်ဆိုလဲကြည့်လို့ရပါတယ်နော်မဟာဝါပါဠိတော်ပါဗျာဝိနည်းမဟာဝါပါဠိတော်မှာရှိပါတယ်ဗျာဝိနည်းမဟာဝါပါဠိတော်မှာရှင်ဘုရားတို့ကြည့်လိုက်ရင်ဘုရားဖြစ်တာတွေပါညာတွေကိုကြော်သွားပြီးတော့ဒီမှာဓမ္မစကြာတုတ်ပေါ့နော်ဓမ္မစကြာတုတ်မှာနောက်ဆုံးနတ်မြမာတို့ကြွကြော်ခြင်းနေရာလေးမှာအရှင်ကိုနေညသောတာပန်ဖြစ်သွားပြီဒီမှာထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ကိုနေညသည်သစ္စာ၄ပါးတရားကိုသိလေပြီတကားယဟန်တို့ကိုနေညသည်သစ္စာ၄ပါးတရားကိုသိလေပြီတကားကိုဥဒန်းကျွေးတော်မူသည်အဲ့တော့ပထမဆုံးညမှာဘယ်သူသောတာပန်ဖြစ်သွားပြီလဲကိုနေညသောတာပန်ဖြစ်သွားပြီကိုနေညသောတာပန်ဖြစ်ပြီးတော့သူဘာလုပ်တယ်လဲ
မြတ်စွာဘုရားထံ၌ရှင်ဖြစ်ကိုရလိုပါ၏ယဟန်ဖြစ်ကိုရလိုပါ၏လို့လျှောက်တယ်ရှင်ယဟန်ဖြစ်ကိုတောင်းတယ်နော်တောင်းတဲ့အခါကျတော့မြတ်စွာဘုရားကယဟန်လာလော့ဆိုပြီးတော့ယဟန်လာလော့ပါဠိလိုဆိုရင်အေဟိဘိက္ခုပါအေဟိဘိက္ခုဆိုပြီးတော့ခေါ်လိုက်တယ်အဲ့ဒီအချိန်မှာအရှင်ကိုနေညဘာဖြစ်သွားလဲ ယဟန်ဖြစ် ယဟန်ဖြစ်သွားတယ်ဗဇင်းဖြစ်ပြီးလေအဲ့တော့စာပိုက်ရေ16ကိုဆက်ဖတ်တဲ့အခါမှာထို့နောက်မြတ်စွာဘုရားသည်အညာတိကိုနေညမှာကျွင်းသောယဟန်တို့အားယဟန်တို့ကိုတရားစကားဖြင့်တွင်တင်ဆုံးမတော်မူ၏အဲ့တော့ဒီနေရာမှာယဟန်တို့ဆိုတာဘယ်နှပါးရှိလိမ့်မယ်လို့ထင်တယ်လဲယဟန်ဘယ်နှပါးရမလဲ လေးပါပေါ့ဗျာ ၄ပါးရမှာပေါ့နော်အရှင်ကိုနေညမပါတော့ဘဲနဲ့၄ပါးကိုမြတ်စွာဘုရားဆက်ဟောတယ်လို့ပြောတယ်နော်အဲ့ဒီညမှာပဲဆက်ပြီးဟောလိုက်တဲ့အခါမှာဘသူနဲ့ဘသူနဲ့ ကိုပပတိ ပတ္တိယ အား၎င်းအရှင်ဗတ္တိယအား၎င်းဖြစ်ခြင်းသဘောရှိသောတရားလုံးစုံသည်ချုပ်ခြင်းသဘောရှိပါတယ်တပါးတဲ့သောတာပန်ဖြစ်တာလားနှစ်ပါးတစ်ပြိုင်တည်းသောတာပန်ဖြစ်တာလား ဒီပါတော့ ဒီမှာဒီစာအုပ်ပဲရိုးရိုးလေးဖတ်လိုက်တယ်နော်ဒီလိုပဲနှစ်ပါးတစ်ပြိုင်တည်းဖြစ်သွားတာအဲ့တော့သူတို့ကဘာလုပ်တယ်လဲ ရှင်ပြကိုရပါမှာ ဖြစ်ကိုရရတယ်ယဟန်ဖြစ်ကိုရလဲတယ်ဆိုပြီးတော့ရှင်ဟန်ဖြစ်ကိုတောင်းပါတယ်တောင်းတဲ့ခါကျတော့မြတ်စွာဘုရားသူတို့ကိုဘာလုပ်ပေးလိုက်တယ်လဲယဟန်တို့လာကုန်လောခုနကတော့အရှင်ကိုနေညကိုပြောတဲ့စကားနဲ့ဘာကွာတယ်လဲတို့တလုံးပို့နေတယ်မို့လား မှန်ပါဗျာ ပါဠိတော်မှာလည်းတွားကြည့်ပါအရှင်ဘုရားတို့အေထဘိက္ခဝောလို့တွေ့ပါလိမ့်မယ်နော်အရှင်ကိုနေညကိုအေဟိဘိက္ခုလို့ခေါ်ပါတယ်ဝပ္ပနဲ့ဗတ္တိယကိုအေဟိဘိက္ခုမခေါ်ပါဘူးဘယ်လိုခေါ်တယ်အေထဘိက္ခဝောအေထဘိက္ခဝောဘာဖြစ်လို့လဲဆိုတော့နှစ်ပါးမို့လို့ပါနော်ဘဟုဘုတ်အဲ့တော့အရှင်ဝပ္ပနဲ့အရှင်ဗတ္တိယဘာဖြစ်သွားတယ် ယဟန်အဖြစ်ရ ဖြစ်သွားတယ်မိုးကိုမလင်းသေးဘူးနော်မိုးမလင်းသေးဘူးနော်တညတည်းနဲ့သုံးပါးလုံးတစ်ပြိုင်တည်းယဟန်ဟိုတောတာပန်ဖြစ်သွားတာပြီးတော့မှမိုးလင်းသွားပြီထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ဆောင်အပ်သောဆွမ်းရှိသည်ဖြစ်၍မိုးလင်းတော့ဘာလုပ်ရတော့ဆုံးခံထွက်ရတာဟောဆုံးခံထွက်တော့ဘယ်လိုလုပ်လဲထို၃ယောက်တို့မှကျွန်းသောယဟန်တို့ကိုအဲ့တော့ဒီနေရာမှာယဟန်အရာဘယ်နှပါးရမလို့ တော့ပါဘူး ၅ပါးတည်းကနေပြီးတော့၃ပါးဖယ်ရမှာမို့လား ပါဘူး နှစ်ပါးဒီနေရာမှာနှစ်ပါးနော်နှစ်ပါးကိုဆက်ပြီးတော့ဟောတယ်ဒီမှာကောဏညဝပ္ပဗတ္တိယယဟန်၃ပါးတို့ဆွမ်းလို့ငါလှဲ့လေ၍ဆုံးခံဘသူတွေထွက်တာလဲဆုံးခံထွက်တာ၃ပါးထွက်တာနော်ကောဏညရဲ့ဝပ္ပရဲ့ဗတ္တိယရဲ့၃ပါးဆုံးခံထွက်တယ်ဒါဆိုဆုံးခံမထွက်တာဘသူတွေလဲ အဲ့ဒီနေမှာ မဟာနာနဲ့အတ္တစီပါဗျာ ဘုရားရော မထွက်ပါဘူး ဘုရားလည်းမထွက်ဘူးအဲ့ဆို၃ပါးပဲလုပ်လိုက်တော့မယ်နော်ဆုံးခံထွက်မထွက်မှာကြတော့လေတရားနာတဲ့နေရာမှာဒါနှစ်ပါးပဲတရားနာတာဆုံးခံထွက်တာ၃ပါးဆိုရင်ဆုံးခံမထွက်တာလည်း၃ပါးပဲထွက်တဲ့၃ပါးကကွန်တင်ညဝပ္ပဗတ္တိယမထွက်တဲ့၃ပါးကဖယားရဲ့မဟာနန်ရဲ့အတ္တစီရဲ့အဲ့တော့ထိုဆွမ်းဖြင့်6ပါးအစုတည်မျှတာသည်ပြင်စဝက်ကြီးမဟုတ်တော့ဘူးဘာဝက်ကြီးဖြစ်သွားပြီတော့ပြင်စဝက်ကြီးမဟုတ်တော့ဘူးဘာဝက်ကြီးဖြစ်သွားပြီတော့လို့ ဆက် စာဝက်ကြီးနော်စာဝက်ကြီးဆိုတော့ဆက်ဝက်ကြီးပေါ့နော်ဆက်ဝက်ကြီးဖြစ်သွားတာဆိုတော့ခုနကတော့ပြင်စဝက်ကြီးဆိုတဲ့အသုံးကလေဆက်ဝက်ကြီးဆိုတဲ့အသုံးလေးတောင်ပြောင်းသွားပြီတရားရောက်လာတရားပါထည့်တွက်အဲ့တော့ထို့နောက်မြတ်စွာဘုရားဒီတရားစကားဖြင့်တွင်တင်ဆုံးမတော်မူသည်ရှိတော့ဘသူနဲ့အရှင်မဟာနန်နဲ့အရှင်အတ္တစီတို့အားဖြစ်ခြင်းသဘောရှိသောတရားလုံးစုံအားချုပ်ခြင်းသဘောရှိတယ်သူတို့သောတာပန်ဖြစ်သွားတယ်အဲ့တော့ကျန်နေတဲ့နှစ်ပါးသောတာပန်ဖြစ်တော့သူတို့ရောဘာလုပ်ချင်တော့ တော့ယဟန် အဲ့တော့ဘုရားသူတို့အေဟိဘိက္ခုခေါ်သလားအေထဘိက္ခဝောခေါ်သလား ဣထာမေဘောပါဗျာ အေထဘိက္ခဝောခေါ်လိုက်တယ်ပြီးတော့မှထွတ်နောက်မြတ်စွာဘုရားဒီပင်စဝဂီယဟန်တို့ကိုယဟန်တို့ရုပ်ဒီအတ္တမဟုတ်ဘူးဆိုတော့အနတ္တပေါ့ဗျာအနတ္တလက္ခဏာတုတ်ကိုဟောပြီဆိုတော့အခုတုတ်တံပါဠိတော်မဟုတ်တယ်ဝိနည်းပါဠိတော်ပါပေါ့နော်ဝိနည်းပါဠိတော်မှာဗာပြောထားတယ်လေဓမ္မစကြာဟောပြီးနောက်ရက်မှာအနတ္တလက္ခဏာတုတ်ဟောထားတာဗျာပြောချင်တာသဘောပေါက်လားသက္ကရာကိုမှားတယ်လို့တခေါမှမပြောဘူးနော်သက္ကရာရဲ့မှတ်တမ်းမှာတော့
ထကရာရဲ့မှတ်တမ်းတိုင်းပဲမှတ်မယ်ထကရာရဲ့မှတ်တမ်းမှာလပြည့်နေ့မှာဓမ္မစကြာဟောတယ်ဘယ်နှစ်ရက်တောင်ဟောလဲ9ရက်တောင်ဟောတယ်ဟောတော့လပြည့်ကျော်4ရက်နေ့ထိရောက်သွားတယ်လပြည့်ကျော်9ရက်နေ့မှာမှဘာတော့ဟောရတယ်နတ္တလက္ခဏာတော့ဟောရတယ်တရက်တပါးလို့ထကရာကပြောတယ်ဒါပေမဲ့လို့ဝိနည်းပါဠိတော်ကြီးမှာဘယ်လိုဖြစ်နေလဲပထမဆုံးကိုနေညသောတာပန်ဖြစ်တယ်ဖြစ်ပြီးတော့မကြာခင်မှာပဲဘယ်သူနဲ့ထပ်ဖြစ်တယ်ဝပ္ပါနဲ့ ဝပ္ပနဲ့တတိယနဲ့ဆက်ဖြစ်တယ်တဏှာထဲမှာပဲဘယ်နှပါးသောတာပန်ဖြစ်တာတော့ 3 ပါးပါဗျာ 3ပါးသောတာပန်ဖြစ်သွားတာပြီးတော့မှနောက်ရက်မနေ့ဆိုပေမဲ့လို့ဆောစားပြီးတော့မှဒီနဲ့ဘလို့မဟာနန်နဲ့အသစီနဲ့ကသောတာပန်ဆက်ဖြစ်ကြတာဆိုတော့ဒီ5ပါးသောတာပန်ဖြစ်တာဒီနာယီအားဖြင့်ပြောမယ်ဆိုရင်24နာရီအတွင်းမှာပဲရှိပါတယ်ထားတော့ရှင်းပြီအနတ္တဓမ္မစက္ကပဝတ္တနာတုတ်နဲ့အနတ္တလက္ခဏာတုတ်သည်ပါဠိတော်အရာဘယ်နှရက်ခြားတော့ဘယ်နှရက်မှမခြားဘူးကဲ့ရက်ပဲဒီနေ့ညဓမ္မစကြာဟောရင်နောက်ညမှာအနတ္တလက္ခဏာတုတ်ဟောတာအထကရာကတော့သူ9ရက်ကြာတယ်ဆိုတော့လေကြာပေါ့ဗျာသူသဘောပေါ့နော်အထကရာကိုတို့ပြင်လို့ရလို့လားမရပါဘူးပြင်မှမရမှာတော့မပြင်မှနဲ့ချူပါလို့ရှိပါစေနော်ပြီးတော့ဒီကြားထဲမှာဓမ္မစကြာနဲ့အနတ္တလက္ခဏာတုတ်ရဲ့ကြားထဲမှာဟေမဝတ္တတုတ်ရှိတယ်လို့ပြောကြသေးတယ်နော်ဒါလည်းဟေမဝတ္တတုတ်ရဲ့အထကရာကပြောတာပါနောက်ပြီးတော့ဗတ္တဝဂ္ဂီညီနောင်သုံးချိတ်ကိုဟောတဲ့ဗတ္တဝဂ္ဂီတုတ်ဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီဗတ္တဝဂ္ဂီတုတ်ကလက်ရှိသတ္ထမူပိဋကမှာမဟုတ်ဘူးမဟာယာနမှာရောပဲဘယ်နိုင်ငံရဲ့ကျမ်းမှာမှမရှိတော့ဘူးဗတ္တဝဂ္ဂီညီနောင်တွေကိုဘယ်တရားတွေဟောခဲ့ပါသလဲလို့မေးရင်အခုဘယ်သူမှမဖြေနိုင်တော့ဘူးပိဋကတော်ထဲမှာရှိကိုမရှိတော့ဘူးအဲ့ဒီတုတ်ကြီးကပျောက်သွားပြီအဲ့တော့ဘုံဘုံတို့ကတပည့်တော်ကိုပြောကြမယ်နော်ထေရဝါဒမှာရော့သွားတဲ့တုတ်တန်ဆိုတာမရှိပါဘူးလို့ပြောကြမယ်ဆိုရင်ဘုံဘုံတို့တပည့်တော်အဲ့ဒီဗတ္တဝဂ္ဂီတုတ်ကိုပြန်ပြီးရှာပေးဖို့ပဲရှိမယ်နော်အဲ့တော့ဗတ္တဝဂ္ဂီညီနောင်တွေကိုတရားဟောပြီးတဲ့အခါကျတော့မြတ်စွာဘုရားကယသိညီနောင်ရှင်တစ်ထောင်ကိုတွားပြီးတော့ချေချွတ်တယ်အဲ့ဒီတုတ်ကအာဒိဋ္ဌတုတ်အဲ့တော့လက်ရှိမှာအစောဆုံးတုတ်တန်3ခုလို့ပြောမယ်ဆိုရင်ဓမ္မစက္ကပဝတ္တနာတုတ်အနတ္တလက္ခဏာတုတ်အာဒိဋ္ဌတုတ်ဒီလိုရှိတယ်အဲ့တော့အာဒိဋ္ဌတုတ်ထိမရောက်ခင်မှာဟိမဝတ္တတုတ်တို့ဗတ္တဝဂ္ဂီတုတ်တို့လည်းပြပါသေးတယ်ဆိုတဲ့အယူအဆတွေတော့ရှိပါတယ်သို့တော့ဟိမဝတ္တတုတ်တော့ရှာလို့ရတယ်ဗတ္တဝဂ္ဂီတုတ်ကတော့ရှာလို့မရဘူးအဲ့တော့ပြောချင်တာကမြတ်စွာဘုရားပွင့်ခြင်းမှာဝိနည်းလည်းမဟောသေးပါဘူးပြီးတော့မှလည်းမဟောသေးပါဘူးเนาะတုတ်တန်ကိုပဲဟောပါသေးတယ်ဒီလောက်ဆိုရင်တုတ်တန်တရားဟာဘယ်လောက်ထိအရေးကြီးဆုံးလဲဆိုတာမထင်ရှားဘူးလားလူတွေကတုတ်တန်ဆိုရင်ခပ်ပေါ့ပေါ့လို့တွေးနေတာဒါပေမဲ့တုတ်တန်ဟာအင်မတန်မှအရေးကြီးတဲ့တရားပဲတုတ်တန်ဟာလုံလောက်သလားမလုံလောက်ဘူးလားပေါ့သူကပြောတယ်မို့လားအဘိဓမ္မာမတက်ရင်လို့လေယဟန္တာမဖြစ်ဘူးလို့ပါတော့အဲ့လိုပြောတာတွေကြားဘူးလားမသိဘူးเนาะအဘိဓမ္မာမတက်ရင်တရားမရဘူးဆိုပြီးတော့ပြောရရှိရလေအဲ့တော့ဓမ္မစက္ကပဝတ္တနာတုတ်နဲ့အရှင်ကိုနှစ်ညာတို့တစ်ဖွဲ့လုံးသောတာပန်ဖြစ်ရတယ်အနတ္တလက္ခဏာတုတ်နဲ့သူတို့တစ်ဖွဲ့လုံးယဟန္တာဖြစ်တယ်အဒိဋ္ဌတုတ်နဲ့ယသိညီနောင်ရှင်တစ်ထောင်လုံးယဟန္တာဖြစ်ရတယ်ယဟန္တာရဲ့အထက်မှာဘာရှိသေးတော့ယဟန္တာရဲ့အထက်မှာဘာရှိသေးတော့ဟမ်အဲ့လောက်ရပါအောင်ယဟန္တာအထက်ကဘာရှိသေးတော့ပြောမကြောက်ဘူးနော်ပြောပါမှားလို့လည်းမရောရပါဘူးမလေးတမေဝဲဆိုရင်တော့အမှတ်ရောရင်ရောမှာပေါ့ရဟုတ်တယ်မလားလန့်ရိုက်လို့လည်းရတာမဟုတ်နော်ပြောကြပါဦးလုပ်ကြပါဦးယဟန္တာရဲ့ထက်မှာမရှိသေးတော့တရားသဘောအရဆိုရင်တော့ယဟန္တာရဲ့အထက်မှာမရှိတော့ဘူးပုဂ္ဂိုလ်
ကိုရဆိုရင်ပစ္စည်းကပုဒ်တာခရတို့ရမှာရှိလို့အဲ့ဒါမျိုးသာတို့ရမှာလို့ဖြစ်ပါတယ် အဲ့တော့ပုဂ္ဂိုလ်အရဆိုရင်တော့ယဟန္တာရဲ့အထက်မှာပိစိကဗုဒ္ဓတို့ဘုရားတို့ရှိသေးတယ်ပေါ့ဟုတ်ပြီအဲ့နေရာမှာစဉ်းစားကြည့်အောင်ပိစိကဗုဒ္ဓတို့ဘုရားတို့ကရောယဟန္တာတွေမဟုတ်ကြဘူးလား နေရာရ သူတို့လည်းယဟန္တာပါပဲအဲ့တော့အဲ့ဒါလေးကိုပြမယ်နော်ခုနတော့ကတုတ်ကိုပဲခုနဝိနိပါဠိတော်ကိုပဲတစ်ချက်ပြီးတော့ပြလိုက်မယ်ဟင်တွေ့လားစခရစ်ရှဲထားတွေ့လားမသိဘူးနော် တွေ့ရပါတယ်ဗျာ အဲ့တော့မြတ်စွာဘုရားလာတဲ့အခါကျတော့မြတ်စွာဘုရားကိုငါရှင်လို့လည်းခေါ်တယ်ဂေါရမဆိုပြီးနာမည်နဲ့လည်းခေါ်တယ်ခေါ်တဲ့အခါကျတော့မြတ်စွာဘုရားကပြောတယ်ယဟန်တို့ငါဘုရားကိုအမည်ဖြင့်၎င်းအောက်ဂေါရမလို့မခေါ်နဲ့တော့လားငါရှင်ဟူသောခေါ်ဝေါ်ခြင်းဖြင့်၎င်းငါ့ကိုတကယ်ချင်းပြောလဲမပြောကြနဲ့တော့ယဟန်တို့ငါဘုရားတည်ပါတယ် မနာတီ ယဟန္တာဒီအဲ့တော့ယဟန္တာဆိုတဲ့စကားလုံးမှာတာဝကယဟန္တာရှိမယ်ပိစိကဗုဒ္ဓယဟန္တာရှိမယ်ဖယားယဟန္တာရှိမယ်ယဟန္တာဟာ၃မျိုးရှိတာဖယားဆိုတဲ့ယဟန္တာရဲ့ပိစိကဗုဒ္ဓဆိုတဲ့ယဟန္တာရဲ့ဖယားတပည့်ဖြစ်တဲ့တာဝကဆိုတဲ့ယဟန္တာရဲ့ဆိုတော့ယဟန္တာလို့ပြောလိုက်ရင်အဲ့ယဟန္တာထဲမှာဖယားပါပါတယ်ဒါဆိုရင်တော့ကုန်သွားပြီသူကဓမ္မအရာရောပုဂ္ဂလအရာရောယဟန္တာရဲ့အထက်မှာဘာမှမရှိတော့ဆိုတော့ဒီတုတ်တန်တရားတွေနဲ့ယဟန္တာမှဖြစ်တယ်ဆိုရင်တုတ်တန်တရားဟာလုံလောက်တယ်လို့ပြောမလားမလုံလောက်သေးဘူးလို့ပြောမလားနောက်သေးပါဘူးဗျာ ဟုတ်လားအဲမလုံလောက်သေးတဲ့ဆရာတော်ကပြောပြအောင်ဘာလို့အပ်သေးတော့တုတ်တန်တရားဟာမလုံလောက်သေးရင်ဘာလို့အပ်သေးတော့နော်အတန်နဲ့တိုးနေသလားလို့မကြားဘူးရှင်ခုနဆွေးနွေးနေတာဘာလို့ အဲ့ဒါမလို့အမှုဆိုတဲ့နေရာမှာဒီလိုတွေးကြည့်တာကပုဂ္ဂိုလ်စီရိုင်းလည်းဆိုင်တယ်လို့ထင်တယ်တချို့ကဒီတုတ်တန်တုတ်တန်တကုန်းမှာဆိုတော့ဓမ္မစကားကိုဟောလိုက်တယ်ဆိုတော့အဲ့ဒီသူကဒီဟာကိုနားလေလို့ပြီးတော့လာကြလိုက်ရတဲ့အတွက်သူတုတ်တန်မျိုးကိုလာကြလိုက်ရခြင်းအပြင်သူဉာဏ်နဲ့ပြီးတဲ့အတော်သူ့အတွက်လုံလောက်တယ်လို့ထင်တယ်။နောက်အပြီးမှနည်းနည်းဟောလို့သူတွေးနိုင်တယ်ဆိုလို့ရှိရင်အဲ့အပြီးမှအခုဟောမှသူလုံလောက်မယ်ဆိုတော့သူ့ရဲ့တွေးပေါ်သူ့ရဲ့ရိုက်အပေါ်မှာပူတည်မယ်လို့ထင်ပါတယ်ဗျာ။ ဟုတ်ပြီအဲ့ဒါဆိုဝီနီးနဲ့ပတ်သက်ပြီးတော့ဝီနီးကိုတော့မပြောတော့ကိုကြီးဖြစ်နေတဲ့အခါကျဝီနီးအကြောင်းနော်ဝီနီးကိုကတော့မပြောတာကောင်းအဲ့တော့အဘိဓမ္မာအကြောင်းလေးကိုပြောလိုက်အောင်အဲ့ဒါကအထကရာဆိုတော့ဒုစီမှာမြန်မာပြန်ကမရှိဘူးကိုမရှိတော့ဟွာလေးကိုပဲကြည့်အောင်နော်ပါဠိအထကရာပါဠိကိုပဲကြည့်အောင်screen share ထားတာရပြီလားရပါတယ်ဗျာ ဟုတ်ပြီနော်အထကရာနော်အထကရာမှာဥပရိပန္နာတအထကရာနော်သုတ်တံပိဋကမေဇိမနိကေဥပရိပန္နာတအထကရာဥပရိပန္နာတအထကရာထဲမှာဟိုးအောင်နားလေးကိုသွားမယ်ဟုတ်ပြီဒီမှာလောမတကင်ကြီးယဗတ္တိကရတ္တသုတ်တဝန္ဒနာဆိုတာလေးရှိတယ်တွေ့လားလောမတကင်ကြီးယဗတ္တိကရတ္တသုတ်တဝန္ဒနာပြောချင်တာကတော့မေဇိမနိကေအထကရာစတုထအုပ်စာမျက်နှာ184မှာ
184မှာအဲ့ဒီမှာကျွန်တော်တို့ဟိုပါတော့ပါဠိတက်ကျွမ်းတဲ့သူတွေကနော်တက်ကျွမ်းတဲ့သူတွေကိုနည်းနည်းလေးကူညီလိုက်ကြအောင်ပေါ့နော်မြတ်စွာဘုရားကအဘိဓမ္မာပိဋကံနဲ့ဗာပိဋကတ်ကိုတော့ ပိတမ ပိဋကပိဋကတ်ကိုဟုတ်လားအဲ့မှာစက္ကဝါလတဟတေဟိဒီမှာစက္ကဝါလတဟတေဟိတဏိပတိတာဟိဒေဝတာဟိပရိဝုတောမာတရကာယတခိဘလာဘလာထားလိုက်တော့ပြောချင်တာကစัจ java လာတိုက်တောင်းမှာရှိတဲ့နတ်မြမာတွေခြံရန်ထားတဲ့အမေကိုဟောနေတာဘယ်မှာဟောတာတော့ ဒုတိယပြီ ဘယ်ဒုတိယမဟုတ်တာဝရိနာတာဝရိနာ သာဝရိန္ဒာ နော်တာဝရိနာမှာအမေကလာတာဗောနော်ဒီမှာလေပါရိသတ္တကမူလေပတုကဗလတိလယ သာဝရိန္ဒာမှာ ဥပကတော်ဟုတ်ပြီနော်ဝါဆိုနေသေးတာဟုတ်လားအဲ့တော့ဘာဖြစ်တုံးအဲ့လိုမျိုးဟောလိုက်တဲ့အခါကျတော့ကထင်တော်ဟောတော်မူသည်ရှိတော်ဂမ်ဘီရန်ဂမ်ဘီရကဘာဖြစ်တာတော့ အဲ့လေ နဲ့နေတာအဘိဓမ္မာတရားတော်ဒီဘာဖြစ်တယ် အဲ့လေ နဲ့နေတယ်နိပုဏ္ဏဟောဘာဖြစ်တာတော့ တိမ်မွေးတာဗျာ တိမ်မွေတယ်အဘိဓမ္မာရေလို့မှမဟုတ်ပါဘူးနော်တရားကိုကနဲ့နေနေပါ ਈ နော်တုတ်တန်လည်းနဲ့နေပါတယ်တုတ်တန်ရောအတူတူပါပဲသစ္စာလေးပါးတရားမှန်ရင်အကုန်နဲ့နေတာပဲနဲ့နေတယ်နိပုဏ္ဏတိမ်မွေတယ်တိလက္ခဏာဟတ္တံတိလက္ခဏာဆိုတာသိပါတယ်အိဋ္ဌဒုက္ခအနတ္တမဟုတ်လား ဒီမှာ ရူပပရိစ္ဆေဒကထံတဲ့ရူပပရိစ္ဆေဒဆိုတာနာမရူပပရိစ္ဆေဒပဲဟဲ့နော်ရူပပရိစ္ဆေဒကိုဟိုလူတွေကြားဘူးနေကြစကလုံးနဲ့ပြောင်းပြောမယ်ဆိုရင်ဘာဖြစ်သွားမလဲရူပပရိစ္ဆေဒကိုတခြားတစ်မျိုးနဲ့ပြောင်းပြောရင်နာမရူပပရိစ္ဆေဒနော်ယုတ်နံဓမ္မဟုတ်နံယုတ်ပိုင်းခြားကြောင်းတရားစကားကိုပฏิဝိဇ္ဇိတောဘာဖြစ်ခြင်းဟာ ကိုထွေးရည်တည်ခြင်းကပါဗျာ ထိုးတွင်ဟေတည်ခြင်းငါတက်ကွန်တာနံလားအတက်ကွန်တာနံလားစွမ်းနိုင်သလားမစွမ်းနိုင်ဘူးလား မစွမ်းနိုင်ပါဘူး ပြောချင်တာကအဘိဓမ္မာပိဋကတ်ကိုမြတ်စွာဘုရားနတ်ပြည်ကိုတွားဟောတဲ့အခါမှာအဲ့ဒီနတ်တွေဟာနာမရူပပရိစ္ဆေဒဉာဏ်ကိုရသလားမရဘူးလား မရတာပါဗျာ မရဘူးမရတဲ့အပြင်ဘာထပ်ဖြစ်ရသေးတုံးတော့တံဝေကဇနနတ်ထံတံဝေကရခြင်းအကျိုးငှာအန္တရန္တရာအကြားမှာဗတ္တိကရတ္တဗတ္တိကရတ္တတုတ်ဤဥဒေတင်စအကျဉ်းကို၎င်းဝိပင်္ဂင်စအကျဲကို၎င်းအဘာတိဟောရပါလေနှစ်ခုမရတာနော်တံဝေကတောင်မရဘူးလို့ပြောထားတာနော်မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်မှာအဘိဓမ္မာတရားသွားဟောတဲ့အခါမှာနတ်တွေသည်နာမရူပပရိစ္ဆေဒဉာဏ်လည်းမဖြစ်ဘူး မရပါဘူးဗျာ မရဘူးတံဝေကဉာဏ်လည်း မရဘူး မရဘူးတံဝေကဉာဏ်ရအောင်လို့အဘိဓမ္မာတရားစကားရဲ့ကြားထဲမှာအရိထက်ဟောသွားတယ်ဆိုတော့ဗတ္တိကရတ္တတုတ်ရဲ့ဥဒေတဆိုတဲ့ဂါထာတွေဝိပင်္ဂဆိုတဲ့အကျယ်တွေကိုထည့်ပြီးဟောပေးရတယ်တဲ့အဲ့တော့တာဝရိန္ဒနတ်ပြည်မှာမြတ်စွာဘုရားကတရားအဘိဓမ္မာတရားတော်ဟောတဲ့အခါမှာမေရောအမှုပြုတဲ့နတ်တွေသည်မဖြစ်ကြတယ်သောတာပန်ဖြစ်ကြတယ်ဖြစ်လားမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ချိန်ဖြစ်အောင်ဆိုတော့ဟုတ်ပြီအဘိဓမ္မာတရားဟောလို့ဟောတဲ့အချိန်မှာဖြစ်တာဒါပေမဲ့အဘိဓမ္မာတရားနဲ့ဖြစ်တာလားတုတ်တန်တရားနဲ့ဖြစ်တာလားဒီထကရာအဲ့လိုပြောတာပဲဒီထကရာတော့အဲ့လိုပြောတာပဲကဲအဲ့တော့ဒါလေးကိုခဏပြန်ပြီးတော့ short ချလိုက်ပြီနော်အဲ့တော့ဒီနေ့တို့ခုနဆက်ပြီးဆွေးနွေးနေတဲ့ဟာလေးမှာဟိုဟာလေးကိုဆက်ပြီးဆွေးနွေးအောင်မယ်တုတ်တန်တုတ်အဘိဓမ္မာဝိနည်းပေါ့အဲတုတ်ကိုခဏထားလိုက်မယ်ဝိနည်းကိုစပြောမယ်ဒီပိဋကတ်သုံးပုံကိုတို့ရတော့ခွဲဟိုတိတ်ခါ၃ရက်နဲ့ခွဲခြားလိုက်မယ်ဆိုရင်ဝိနည်းကဘာတိတ်ခါတော့တီလတိတ်ခါပေါ့ဟုတ်မလားဝိနည်းတီလတိတ်ခါပဲအဲ့တော့အာရပါရမေးပြီးဝိနည်းကတီလဟုတ်ပြီအဲ့ဒီဝိနည်းတီလဟာဘယ်သူတွေအတွက်တော့ယဟန်တွေအတွက်
တန်ခါတော့ပါ ဟမ်ညာ ရဟန်းနေတော့ပါပြီ တန်ခါတော့ပါ ဆရာလေးပြောလိုက်ဟာကိုတော့နားလဲတယ်ဟိုဖုန်းပြောလိုက်တဲ့ဟာကိုနားမလဲဘာအတွက်ဦးစင်တပါပြောလိုက်သေးသလား ဝိနည်းဘိက္ခုဘိက္ခုနီအတွက်ပါ တဲ့တဲ့တန်ခါတော့ပါလားရဟန်းတန်ခါတော့လားဗျာ ဩယဟန်တန်ဃာအတွက်လို့ပြောလိုက်တာဟုတ်ပြီနော်ယဟန်တန်ဃာအဲ့တော့ဘိက္ခုတန်ဃာဆိုတော့ဟိုဆရာလေးပြောတာ ਨੇ အတူတူပါပဲနော်ယဟန်တွေအတွက်ဆိုတာ ਨੇ ဘိက္ခုတန်ဃာအတွက် ਨੇ အတူတူပဲအဲ့တော့ဘိက္ခုနီအတွက်ဆိုတဲ့ပုံကိုလဲမှန်တယ်လို့ပြောရမှာပဲဘာလို့ဆိုတော့တပည့်တော်တို့မှာဥပတော်ဝီဘင်းရှိနေတာ哦သို့တော့စဉ်းစားကြည့်ရင်တပည့်တော်တို့စီမှာဘိက္ခုနီမှာမရှိတော့တာနော်ဘိက္ခုနီမှာမရှိတော့တာမရှိတော့ဒီနေ့အတွက်ပဲတပည့်တော်တို့ကပြောမယ်ဖခင်လက်ထက်အတွက်ကိုမပြောတော့ဘူးဗျာဒီနေ့အတွက်ပြောမယ်ဟာဒီဝီနီ9အုပ်လုံးဒီဘယ်သူတွေအတွက်တုံးဆိုရင်တပည့်တော်တို့တီးတန့်ဖြစ်သွားပြီဟမ်အခုဒီမှာတခါကြီးဥဝင်းတင်မပါဘူးအဲဝီနီစာအုပ်သူကြည့်စရာမလိုဘူးတော့နွေနွေငိမ့်တော့နွေနွေငိမ့်လားတော့နွေနွေငိမ့်လားဝတ်စာပေါက်ပါမပါ နွေနွေပါဗျာ တော့နွေနွေငိမ့်တော့နွေနွေငိမ့်လဲအဲ့ဒီဝီနီကိုကျင့်သုံးစရာမလိုဘူးနော်ဟိုဆရာလေးခုနဘသူမတ်စုဓမ္မမတ်စုဓမ္မလဲဝီနီကျင့်သုံးစရာမလိုဘူးဘာလို့တောင်ကျင့်သုံးစရာမလိုလို့ဆိုသူတို့ငယ်လက်ကြီးဖြေဝီနီထက်ဖြေစရာတောင်မလိုဘူးဓမ္မပဒဖြေရတာဟုတ်တယ်မလားဆိုတော့ဝီနီကဘုန်းကြီးတွေအတွက်ပဲဖြစ်တယ်ဒါဆိုရင်ဝီနီပိဋကတ်ဒီလူနဲ့ပြမာတွေကိုတီလလည်းမဖြစ်ကျင့်နိုင်ဘူးတမာရီလည်းမဖြစ်ကျင့်နိုင်ဘူးပညာလည်းမဖြစ်ကျင့်နိုင်ဘူးအဲ့လိုပြောရင်လက်ခံရမှာပဲနော်ကိုနဲ့မှမဆိုင်တာဘူးအဘိဓမ္မာကျတော့ပညာကြဒီပညာသိက္ခာသူကတော့ရှင်းတယ်ဉာဏ်ကောင်းတဲ့ကောင်လာခဲ့ဉာဏ်ကောင်းတဲ့သူပဲလာခဲ့နော်ငါကဉာဏ်မကောင်းတဲ့သူအဘိဓမ္မာသင်လို့မရဘူးဗျဆိုသူလည်းအကန့်အသတ်နေတုတ်တန်ကြတော့အဲ့လိုမဟုတ်ဘူးတုတ်တန်ထဲမှာသုလတီလမေဇိမတီလမဟာတီလအရိယကန္တတီလစသဖြင့်တီလမျိုးစုံပါတယ်တီလသိက္ခာကိုလည်းဖြစ်ကျင်ပေးနိုင်တယ်တမာရိမှာလည်းသမထရိဇန်နေအဘိညာဉ်နေនិရောဓသမာပတ်တိတမာရိသိက္ခာကိုသင်ပေးထားတယ်ပညာမှာလည်းဘောဓိပက္ခိယတရား38ပါးလုံးကိုပေးထားတယ်ဆိုတော့သိက္ခာ3ပါးလုံးစုံတဲ့ပိဋကတ်ဒီအပိဋကတ်တော့သုတ်တံပိဋကတ်ပဲအဲကြောင့်သိက္ခာ3ပါးလုံးကိုတပြိုင်တည်းပေးနိုင်တဲ့အတွက်ကြောင့်သုတ်တံဟာလုံလောက်တယ်လို့တပည့်တော်တို့ကတော့ထင်တယ်။ဥမာဆိုရင်ဝီနီဆိုရင်ဝီနီတစ်ခုတည်းနဲ့မလုံလောက်ဘူးဝီနီကဟန်ဒီအတွက်ပဲဖြစ်နေတာတကြောင်နောက်တစ်ချက်ဝီနီကတီလာကိုပဲပေးနိုင်တာတကြောင်တော့မလုံလောက်ဘူးအဲ့လိုပဲဟိုကလည်းအဲ့လိုပါပဲနော်အဘိဓမ္မာဆိုရင်လည်းအဘိဓမ္မာပညာတိပေးတာဆိုတော့သူကတီလာတော်မှဖြည့်ကျင့်တတ်ဖို့ရာတင်မပေးနိုင်ပါဘူးသုတ်တန်ကတော့အကုန်ပါတယ်အဲဒီနေရာမှာသုတ်တရားဆိုရင်ဗမာပြည်ကလူတွေကခပ်ပေါ်ပေါ်တွေးမိတာဘာကြောင့်လဲတပည့်တော်တို့ကြောင့်ပဲဘုန်းကြီးတွေကြောင့်ပဲဘုန်းကြီးတွေကသုတ်တန်ဟောပြီဆိုရင်ဘာဟောတော့များသောအားဖြင့်ဓမ္မပဒသွားဟောတာလေဓမ္မပဒမှာသူဇက်လန်းပဲဟောတာအဲ့တော့ပုံမြင်ကြည့်ထင်တော့တာဟုတ်လားသုတ်တန်တရားဟောပြီဟေ့ဆိုပုံမြင်နေကြည့်ထင်တော့တာအဲ့တော့လူတွေကပုံမြင်နေပဲဒီလိုလေးသွားပြီးထင်တော့သူတို့ရဲ့အထင်အမြင်နဲ့လဲတက်နိုင်ဘူးပေါ့နော်အဲ့တော့တပည့်တော်တို့ကအဲ့လိုအထင်မြင်မလွဲအောင်သင်ပေးဖို့လိုတယ်နည်းနည်းလေးခုနတော့ဟာလေးကိုနည်းနည်းတာရထဒီပဏိတီကာကနေပြီးတော့နည်းနည်းလေးချက်ပြီးတော့ပြောကျင်သေးတယ်ဗျာနော်ခုနတုတ်ဆိုတာလားအထာနံသူစနတော်နော်အထာနံသူစနတော်တုတ်တံအထာနံသူစေတီတိတုတ်တံပေါ့ဗျာအကျိုးတို့ကိုဖော်ပြတတ်တဲ့အတွက်ကြောင့်တုတ်လို့ခေါ်တယ်အဲ့တော့ကျိုးတွေကလည်းအများကြီးပြောထားပြီးပါပြီအဲ့နေရာမှာဥမာဆိုရင်မင်္ဂလတုတ်ရှိတယ်မင်္ဂလတုတ်မှာဆိုရင်လူမိုက်ကိုမပေါင်းနဲ့လူလိမ္မာကိုပေါင်းဒီလိုပြောထားတာလေအဲ့ဒီစကားကိုနားထောင်ရင်ကိုယ်တိုင်အကျိုးရှိတယ်အတ္တထမိမိအကျိုးကိုပြောချင်တာနောက်ပရထသူများကိုလည်းအဲ့စကားပြောကြည့်မင်းတို့ကောင်တွေလူမိုက်နဲ့မပေါင်းနဲ့လူလိမ္မာနဲ့ပေါင်းဒီစကားပရထသူတစ်ပါးလည်းအကျိုးရှိတယ်
အဲ့ထဲမှာလားသင်္ကာလောဝါဒတုတ်တို့ဘာလို့ဆိုရင်လေလူချင်းချင်းဘယ်လိုဆက်ဆံရမလဲမိဘကသားသမီးကိုဘယ်လိုဆက်ဆံရမလဲသားသမီးကမိဘကိုဘယ်လိုဆက်ဆံရမလဲစတဲ့လူချင်းဒီလောကီကျိုးတွေအများကြီးပြောထားတယ်နော်လောကီကျိုးတွေမကပါဘူးလောကုတ္တရာကျိုးတွေထိလည်းရှိပါတယ်ရည်အချက်ကတော့မြတ်စွာဘုရားနိဗ္ဗာန်ရောက်အောင်လောကုတ္တရာကိုရည်ရွယ်ပြီးဟောတာပါဒါပေမဲ့လောကီမှာလည်းအဲ့အသုံးကြပါတယ်အဲကြောင့်မလို့တီကာကဝိနယဘိဓမ္မေဟိစာတဲ့နော်ဝိနယနဲ့အဘိဓမ္မနဲ့ပေါ့နော်ဝိနယအဘိဓမ္မဝိနယနဲ့ဝိနယဘိဓမ္မေဟိစာဝိတေတ္တဝါဝိနည်းနဲ့အဘိဓမ္မာတို့ထက်အထူးပြု၍ဝိတေတ္တဝါဘာပြု၍ဝိတေတ္တဝါအထူးပြု၍သုတ္တတတ္တတသုတ္တတရာဤအထောအနတ်အဓိပ္ပာယ်ကိုဝတ္တဘောပြတဲ့ဤသုတ္တန်ရဲ့အနတ်အဓိပ္ပာယ်ကိုဘသူနဲ့ဘသူထက်သာအောင်ပြရမယ်တဲ့ဝိနည်းနဲ့ပြီးကြမှာ ဝိနည်းနဲ့ပြီးဓမ္မထက်သာပါတယ်လို့ပြောပေးရမှာနော်အထက်ကရာဆရာကတပည့်တော်တို့ဟုတ်ပါဘူးတီကာဆရာကတပည့်တော်တို့ညွှန်ကြားထားတာပေါ့ဟုတ်လားဒါတပည့်တော်တို့နားထောင်ရမှာလေသုတ်တံဝိနည်းအဘိဓမ္မာဆိုတဲ့ပိဋကတ်၃ပုံမှာပိဋကတ်တပုံနဲ့ကိုတပည့်တော်တို့ကဗတ်လိုက်ပြီးပြောမယ်ဆိုရင်ဘသူကိုအကောင်းဆုံးလို့ပြောတဲ့တယ်သုတ်တံမို့ သုတ်တံဟာအကောင်းဆုံးလို့ပြောတဲ့ပါတယ်အဲ့ဒါဘသူကပြောတာတော့ အရထတိပနိ တာရထဒီပနိတီကာဆရာကပြောထားတာတပည့်တော်သူစကားနားထောင်ရမှာလေဒါပေမဲ့အဲ့လိုမဟုတ်ဘူးဟုတ်လားအဲ့လိုမဟုတ်ဘူးဘယ်လိုဖြစ်နေလဲတပည့်တော်ကပိဋကတ်၃ပုံမှာဘယ်ပုံအသာဆုံးလို့ပြောနေကြတော့ ဒီတမောင်ပဲပြော ဒီ နေတာ မှာကိုအသာဆုံးကြီးပြောနေတာဒါဆိုရင်တပည့်တော်တို့ဒီတီကာအလိုကြမကြ မကြောက် အလိုမကြဘူးဖြစ်နေတာအဲ့လိုပြောတာနော်အဲ့တော့အဘိဓမ္မာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့ဟိုဟာလေးတစ်ချက်လောက်အဘိဓမ္မာဟာဓမ္မခန္ဓာပေါင်းဘယ်လောက်ရှိတော့ တောင်းလေးတော့ဗျာ ဟုတ်တယ်နော်အဲ့တော့ဓမ္မခန္ဓာ48,000ရဲ့တဝက်တောင်ရှိတယ်လို့တပည့်တော်တို့ကအဲ့လိုယူဆထားတာနော်အဲ့တော့ဟုတ်ပဲဟုတ်တော့ဒါလည်းအထက်ကရာမှာဆိုတော့တပည့်တော်ရှင်ဖျားတို့ပါဠိကနေပဲပြပါရစေစကရင်တွေ့လားမသိဘူးနော် ပြရပါတယ်ဗျာ ထက္ကရာနော်ထက္ကရာမှာမှအဘိဓမ္မာထက္ကရာပါဗျာအဘိဓမ္မာထက္ကရာမှာအဘိဓမ္မာထက္ကရာ3အုပ်ဒီထဲမှာပထမဆုံးဖြစ်တဲ့ဓမ္မသင်္ကနီအထက္ကရာဓမ္မသင်္ကနီအထက္ကရာအထသာလိနီပေါ့အဲ့ဒီမှာစာမျက်နှာ18ပါဗျာ18ဟုတ်ဘူးဗျာ18ကဟိုပါမဟုတ်28ဟုတ်ပြီစာမျက်နှာ28ရောက်သွားပြီတွေ့လားစာမျက်နှာ28တွေ့လား ပြရပါတယ်ဗျာ ဟုတ်ပြီအဲ့ဒီမှာရှင်ပြတော့ဒါတပည့်တော်ကုညုံနော်ဒီမှာကြည့်ဧဝံတင်္ဂီတေပဏိဋ္ဌဟာလားအဲ့လိုတန်ခါနာတင်တဲ့အခါမှာအယံအဘိဓမ္မောအဘိဓမ္မာကပိဋကတော့ပိဋကတ်အဖြစ်ဆိုရင်ဘယ်ပိဋကတ်ထဲဝင်သွားလဲ ဗိဓမာပိဋက ဗိဓမာပိဋကတ်ဗိဓမာအကုန်လုံးဒီဗိဓမာပိဋကတ်ကိုဝင်တယ်ဟုတ်ပြီနိကာယတော့နိကေအဖြစ်ခௌဒကနိကာယောတဲ့နိကေအဖြစ်ဘယ်နိကေကိုဝင်တယ် ခေါ်နေကြပါ ခௌဒ ဗျာ ကနိကေဝင်တယ်အင်္ဂါတော့အင်္ဂါအဖြစ်ဆိုရင်ဘယ်အင်္ဂါရောက်သွားတယ် ဝေယကရဏပါ ဝိယာကရဏဗျာကရုံးဖြစ်သွားတယ်ဓမ္မခန္ဓာတော့ဓမ္မခန္ဓာအဖြစ်ဆိုရင်ကတိပယာနိကိုနားမလည်မှာဆိုလို့ဒီဘက်မှာအဘိဓမ္မာကိုကြည့်မယ်ကတိပယာနိရဲ့အဓိပ္ပာယ်ဒီအနည်းငယ်ဆိုတာဘာလို့ဆိုတော့2ယောက်3ယောက်2ခု3ခု2ရက်3ရက်ကတိပယာနိရဲ့အဓိပ္ပာယ်ဟာ2 3ပဲတော့နွေ့သဘောပေါက်လားကတိပယာနိဆိုတာဘာလို့ပြောတာတော့ နှစ်ယောက်3ယောက်ကိုပြော 2ယောက်3ယောက်2ခု3ခု
နောက်မှာဓမ္မခန္ဓာသဟတ္တာနိဓမ္မခန္ဓာအထောင်နဲ့ဆိုတော့ဓမ္မခန္ဓာထောင်ကနန်းလေး2ခု3ခုဆိုတာဓမ္မခန္ဓာဘယ်လောက်လို့ပြောတာ 2000 3000ပြောတာ 2000 3000ပဲအဲ့ထက်မပိုဘူးအထတာလိနိဘယ်သူရေးတာတော့ရှင်ပြတော့တယောက်ရှိတာဗျာထက္ကရာဆရာလေးတယောက်ရှိတာပါနော်နာမည်ကြီးတာတယောက်ပဲရှိတာပါဘယ်သူတော့ ဘောတာပါဗျာ ရှင်မာဘုဒ္ဓဂော ရှင်မ တာ ဘုဒ္ဓ ရှင်မာဘုဒ္ဓဂောတာကိုယ်တိုင်ပြောထားတယ်အဘိဓမ္မာပိဋကတ်ကြီးတစ်ခုလုံးဒီဓမ္မခန္ဓာ2000 3000ပဲရှိတယ်ဒါပေမဲ့တပည့်တော်တို့စိတ်ထဲမှာဓမ္မခန္ဓာဘယ်လောက်လို့ပြောနေတာတော့4200နော်ဟုတ်ပါဘူးဟုတ်လား4000ဟုတ်ပါဘူး4000ဆိုတော့ဟုတ်ပါ4200တပည့်တော်တို့ကအထက်ကရာနဲ့ရောညီရဲ့လားစဉ်းစားကြရကောင်းတယ်နော်တပည့်တော်တို့နေတိုင်းပြောနေတဲ့စကားတွေဒီအထက်ကရာနဲ့လည်းမညီဘူးတီကာနဲ့လည်းမညီဘူးဟုတ်လားကဲပါဠိတော်နဲ့ရောညီသလားပြောမညီပြန်ဘူးတပည့်တော်3ခုထုတ်ပြရတယ်နော်ပထမဆုံးတစ်ချက်ဓမ္မစကြာကို9ရက်ဟောပါတယ်လို့တပည့်တော်တို့ရဲ့ယုံကြည်ချက်သည်ဝိနည်းပါဠိတော်နဲ့ညီသလား မညီပါဗျာ အဘိဓမ္မာတိဓမ္မခန္ဓာ4200ရှိပါတယ်ဆိုတဲ့စကားဟာဟောဒီအထတာလိနိထက္ကရာနဲ့ညီသလားမညီဘူးပိဋကတ်3ပုံမှာအကောင်းဆုံးအမြတ်ဆုံးပိဋကတ်သည်အဘိဓမ္မာပိဋကတ်ဖြစ်ပါတယ်ဆိုတာတာရထဒေဝနိတီကာနဲ့ညီသလားမညီဘူးတပည့်တော်တို့နေတိုင်းပြောနေတဲ့စကားတွေဟာပိဋကတ်တော်နဲ့ပါဠိတော်နဲ့လည်းမညီဘူးထက္ကရာနဲ့လည်းမညီဘူးတီကာနဲ့လည်းမညီဘူး gain ဘာမှကုန်တတ်နိုင်တော့ကဲထားပါတော့เนาะအဲ့တော့တီကာဆရာရဲ့ညွှန်ကြားချက်လေးကိုပြန်ပြီးသွားတာပေါ့เนาะဝိနယဘိဓမေဟိစဝိတေတတဝါသုတ္တတတ္တတအထောဝတ္တဘောတဲ့သုတ္တတရာရဲ့အနက်ကိုဝိနည်းအဘိဓမ္မာတို့ထက်အထူးအကဲတာလွန်နဲ့ပြတတ်ပါတယ်တဲ့အဲ့တော့ဒီဥစ္စာတွေတားကြီးအနက်မပေးတော့ပါဘူးเนาะခင်ဗျားတို့အဲ့ဒါသွားပြီးတော့ဟိုမှာကြည့်လို့ရပါတယ်ပြီးတော့အချိန်လေးကိုငဲ့တော့အဖြစ်ပြီးတော့နည်းနည်းလေးညံလိုက်ပါမယ်2နာရီလဲထိုးသွားပြီဆိုတော့ဝိနည်းရဲ့တုတ်ရဲ့အဘိဓမ္မာရဲ့ဆိုပြီးတော့ပိဋကတ်3ပုံရှိတဲ့အထဲမှာတုတ်တုတ်တပိဋကတ်တုတ်ဆိုတဲ့အမည်လေးရဲ့ပုတ်ဒီဝိနည်းရဲ့အနက်နဲ့လည်းမတူရဘူးအဘိဓမ္မာရဲ့အနက်နဲ့လည်းမတူရဘူးထူးထူးခြားခြားသူ့ကိုပို့ပြီးတော့ပြတင်ပါတယ်တဲ့ဘာကြောင့်လဲဆိုတော့တုတ်တရားတော့ဟာလိုက်နာကျင့်သုံးမဲ့ဘယ်လိုပြောမလဲလူနဲ့မြမာပေါ့နော်ဝိနည်းရတွေရဲ့အစ္ဆာတယနာမလေးတတ္တမဝိနည်းယစ္ဆာတယဝတ္တပတ္တဝရပတ္တာယဝိနည်းရတွေရဲ့အစ္ဆာတယအလိုအားလျော်စွာဟောထားတဲ့ဒေသနာဖြစ်လို့ပါအဲ့ဒါကြောင့်မလို့ဒီအောက်ဆုံးသားလေးဒီနောက်မှာတာတိတယံပကာတိတာနိဒါလေးကိုမှတ်ထားရှင်ပြတော့နော်တီကာဆရာရဲ့ညွှန်ကြားချက်ဒီအချက်ကလေးကိုမှတ်ထားတာတိတယံပကာတိတာနိအလွန်အကဲကိုပြနိုင်တယ်တဲ့နော်ဝိနည်းနဲ့အဘိဓမ္မာထက်ကိုအလွန်အကဲပြနိုင်ပါလေအဲ့ဒီမှာတုတ်တေတုအာနာဓမ္မတဘာဝါစဝိနည်းဇာတယံအနုဝတ္တန္တိတဲ့တုတ်တံမှာအာနာသဘောကိုဓမ္မသဘောကိုသည်ဝိနည်းဇာတယံဝိနည်းရတို့ရဲ့အလိုကိုအနုဝတ္တန္တိအစဉ်လိုက်ပါတယ်တဲ့နဝိနယဘိဓမ္မေတုဝိယဝိနည်းနဲ့အဘိဓမ္မာလို့မဟုတ်ဘူးတဲ့ဘယ်လိုတုံးဆိုတော့ဝိနည်းဇာတယောအာနာဓမ္မတဘာဝေအဲ့တော့ဒါလေးကိုဟိုအတိုင်းမပြောတော့ဘဲနဲ့လွယ်အောင်ပြောလိုက်မယ်ဝိနည်းသည်လူကသာဝိနည်းကိုလိုက်နာရမှာဘုံကြီးကပေါ့နော်ပုဂ္ဂိုလ်ကသာဝိနည်းကိုလိုက်နာရမှာဝိနည်းကပုဂ္ဂိုလ်ကိုလိုက်မပေးဘူးအတန်ကြားရလဲမသိဘူးဟယ်လိုကြားပါတယ်ဗျာ ဟုတ်ပြီဆိုတော့ကျွန်တော်ကတော့ဒီဝီနီးလေးကိုမကြိုက်လို့ဆိုပြီးတော့တော့လုပ်လို့မရဘူးဝီနေရသည်ဝီနီးအလိုတိုင်းပဲနေရတယ်ဝီနီးကဒါမလုံးနဲ့ဆိုတော့မလုံးနဲ့နော်အဲ့လိုပြောချင်တာ
ဟုတ်ပြီအဘိဓမ္မာကရောအဘိဓမ္မာလည်းအဲ့တိုင်းပဲလေပုဂ္ဂိုလ်တ attva နောက်ကိုမလိုက်ဘူးအဘိဓမ္မာလည်းသူပရမတ်တိုင်းကြီးတွေပဲဟောတာကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့တိုင်းပဲသွားမှာရှင်ပြားတို့အဲ့မှာဓမ္မသင်္ကနီမှာဆိုရင်ဘာရှိတုံးဆိုတော့မက်ခင်၄ပါးတဲ့နဲ့မက်ခင်၄ပါးတဲ့နဲ့အရိယာမက်ကိုရပါတယ်လို့တောင်ပြောထားတာဗျသိလားမက်ခင်၄ပါးနော်အမှန်ဆိုရင်တော့အရိယောအထင်ကြီးကောမက်ကောပေါ့ဗျာမက်ခင်၈ပါးနဲ့ဖြစ်ရမှာသူကမက်ခင်၄ပါးထိပြောထားတာဒါတွေတပည့်တော်ကမငင်းလို့တော့ပါတုတ်တန်မှာကြအဲ့လိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားရဲ့အာနာနဲ့ဒီဓမ္မသဘောတရားတွေဒီဝိနည်းနောက်ကိုလိုက်ပေးထားတယ်နော်တေနေဝါဟဝိနည်းဇာတရားနုလောမေနဝုဒ္ဒါတဲ့ဝိနည်းတို့ရဲ့အလိုအစ္စာတရားကိုလိုက်ပြီးဟောပေးတာမို့လို့ကောင်းစွာဟောကြားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခင်ဗျားတို့ရှေ့ဆုံးနေရာလေးကိုပြန်ပြမယ်ဒီနားလေးမှာသူဝုဒ္ဒတောစသူဝုဒ္ဒတောဆိုတာဘာလို့ထားလဲကောင်းစွာဟောရာဖြစ်သောကြောင့်ကောင်းကောင်းကြီးဟောပေးထားတယ်တုတ်တန်ဟာကောင်းကောင်းကြီးဟောပေးထားတယ်ဆိုတော့ဝီနည်းနဲ့အဘိဓမ္မာမကောင်းသဖြင့်ဟောထားလို့လားအဲ့လိုမဟုတ်ဘူးဝီနည်းနဲ့အဘိဓမ္မာသည်ပုဂ္ဂိုလ်နောက်ကိုမလိုက်ဖဲဟောပေးထားတာပုဂ္ဂိုလ်နောက်ကိုလိုက်ပြီးဟောပေးတာမို့လို့ပိုကောင်းတယ်လို့သူကအဲ့လိုပြောတာနော်ဒါလေးဥပမာတပည့်တော့ဥပမာဒီဓမ္မပဒတွေကအညတရဩက္ကန်ထိတဘိက္ခုဝတ္ထုလေးကိုတပည့်တော့ခတ်တွတ်တွတ်ကလေးမြန်မြန်လေးပြောသွားပါမယ်နော်အဲ့ဒီဝတ္ထုကဘလို့လာသလဲဆိုတော့စစချင်းတာဝတိပြီမှာမြတ်စွာဘုရားလက်ထက်တာဝတိပြီမှာမျိုးကောင်းသားလေးတယောက်ရှိတယ်အဲ့ဒီမျိုးကောင်းသားလေးကတရားတရားကောင်းတယ်တရားတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာတန်ត្រာကနေလွတ်ချင်တာပဲတန်ត្រာလွတ်ချင်တဲ့ခါကျတော့ဘုန်းကြီးတွေကိုပင့်ပြီးတဲ့ခါကျတော့ဘယ်နှပါတော့10ပါးလား10ပါးလားပင့်ပြီးတော့ဆုံးကတ်တယ်ပေါ့ဆုံးကတ်ပြီးတော့အဲ့ဒီဘုန်းကြီးတွေကိုသူကကတ်ပြီးတော့မေးတာအရှင်ဘုရားတပည့်တော်တန်ត្រာကနေလွတ်ချင်တယ်တပည့်တော်ဘာလုပ်ရမလဲဘုန်းကြီးပြောတာရှင်းရှင်းလေးပဲတန်ត្រာလွတ်ချင်ဒါနပြုတယ်နော်ဒါနပြုတန်ត្រာလွတ်မယ်ဆိုတော့ပြီးတော့တခုရှိတာကဒါနပြုပြီးတော့နတ်ပြည်ကိုတောင့်တနေရင်တန်ត្រာလွတ်ပါမလားမလွတ်ဘူးလေလွတ်ပါသူပြုလိုက်တဲ့ဒါနဒီဘယ်အကျိုးပေးမလို့နတ်ပြည်အကျိုးပေးမှာပေါ့အဲ့လိုဖြစ်တာနော်ဆိုတော့ဒါနပြုဆိုတဲ့စကားလုံးဟာတန်ត្រာကလွတ်ဖို့အတွက်ဆိုရင်ဘာလို့တလဲဣရမေပုံညာအာတောခယဝဟံဟောတုဒါလေးလို့တယ်အဲ့လိုမျိုးလေးပြောပြီးတော့လှူပါဆိုပြီးသင်ပေးလိုက်တယ်အဲ့လိုပြောပြီးလှူရင်ဒါနသည်နိဗ္ဗာန်ရောက်ကြောင်းနော်တချို့ဘုန်းကြီးတွေကလွဲပြီးဟောတတ်တာရှိတယ်ဒါနသည်နတ်ပြည်ရောက်ကြောင်းသီလသည်နတ်ပြည်ရောက်ကြောင်းသမထသည်ယမပြည်ရောက်ကြောင်းဟုတ်လားဝိပဿနာသည်နိဗ္ဗာန်ရောက်ကြောင်းဒီလိုဟောတာရှိတယ်လေအမှန်တော့မစွဲလန်းမှုဆိုရင်တော့ဒါနသီလသမထဝိပဿနာ၄ခုလုံးဟာနိဗ္ဗာန်ရောက်ကြောင်းနေကြည့်ပါပဲစွဲလန်းနေရင်ဝိပဿနာလည်းပရိသေအကျိုးပေးပါတယ်နော်ဆိုတော့ဣရမေပုံညာအာတောခယဝဟံဟောတုဆိုရင်တော့ဒါနနဲ့လည်းနိဗ္ဗာန်ရောက်ပါတယ်အဲ့တော့အဲ့လိုမျိုးလေးသူဒါနပြုတာပေါ့ဗျာဒါနပြုတိုင်းဣရမေပုံညာအာတောခယဝဟံဟောတုနဲ့လုပ်နေကြအဲ့လိုလုပ်နေကြကနေသူဘာဖြစ်တုံးဆိုတော့အားမရဘူးဒါနလောက်နဲ့နိဗ္ဗာန်ရောက်မယ်ဆိုတော့သူအားမရဘူးအားမရတော့ဘာဆက်လုပ်ရအောင်မလဲလို့မေးတော့မင်းတရဏဂုံ၃ပါးစောင့်တည်ရမယ်ဗုဒ္ဓသရဏံကိစ္ဆာမိဓမ္မသရဏံကိစ္ဆာမိသံဃာသရဏံကိစ္ဆာမိထပ်ပြောဦးဖေဟာအဲ့ဆိုမင်း၅ပါးသီလလုံခြုံအောင်ထိန်း10ပါးသီလလုံခြုံအောင်ထိန်းဆိုပြီးတော့အဲ့လိုမျိုးဒါနကနေပြီးတော့တောက်လျှောက်အစဉ်အတိုင်းတက်လာလို့အဲ့ဒီကောင်လေးတောင်နာမည်ပြောင်းသွားတယ်သူကအနုပုပ္ပတထေတာကုသိုလ်တွေကိုတဆင့်ပြီးတဆင့်တက်ပြီးလှုပ်လာလို့သူ့ကိုအနုပုပ္ပတထေတာဆိုပြီးတော့ခေါ်တယ်အဲ့ဒါနဲ့သူကအမရသေးဘူးသူ့ကိုယ်သူလည်းတန်ត្រာလွတ်မြောက်ပြီလို့မထင်သေးဘူးမထင်သေးတော့ဘာဆက်လုပ်အောင်မလဲအဲ့ဆိုရင်တော့မင်းဘုန်းကြီးဝတ်လိုက်တော့တဲ့နိဗ္ဗာန်ရောက်ချင်ဘာလုပ်ရမလဲညဝခိုင်းပါဗျာနိဗ္ဗာန်ရောက်ချင်ဘုန်းကြီးဝတ်လိုက်တော့အဲ့တော့ဘုန်းကြီးဝတ်ပေးလိုက်တယ်ဘုန်းကြီးဝတ်ပေးတော့မှပြဿနာတက်တာဗျာသိလားနော်လူဝနေတော့အဟုတ်ဘုန်းကြီးဝတ်တော့မှပြဿနာတက်တာဘယ်လိုတုံးဆိုတော့သူ့ကိုယဟန်ပြုတ်ပေးတဲ့ဥပ္ပဇေဆရာကအဘိဓမ္မာဆောင်ယဟန်ကြီးသူ့ရဲ့ဥပ္ပဇေဆရာကအဘိဓမ္မာဆောင်
သူ့စာချပေးနေတဲ့စာချဘုန်းကြီးပေါ့ဗျာနေတကြီးဆရာကကြတော့ဝီနီးစာဟမ်ဟုတ်ဘူး sorry မှတ်သွားလို့ပြောင်းပြန်ဖြစ်သွားလို့ဥပိ္ပဇေယမှဝီနီးဟုတ်တယ်ဥပိ္ပဇေယဝီနီးဆောင်တာဘာလို့ဆိုတော့ဆရာစီပြန်ရောက်ရင်ဟိုကမလောက်ရတာမလောက်ရဖြစ်သွားတာဟုတ်တယ်နော်ဥပိ္ပဇေဆရာကဝီနီးဆောင်နေတကြီးဆရာကအဘိဓမ္မာဆောင်သွားစာဝါသွားတိုင်ရင်အဘိဓမ္မာတွေသင်ရတာကျောင်းပြန်ရောက်ပြီဆိုရင်ဝီနီးသင်ရတာအဲ့တော့နော်ဒါကုသလာဓမ္မဟလားဒါအကုသလာဓမ္မစာဝါသွားတိုင်ရင်လေဟောကျောင်းပြန်ရောက်တဲ့အခါကျတော့ဒါအာဘတ်သင်နေဒါအာဘတ်မသင်ဘူးအဲ့တော့တချို့ဟာတွေမှာတချို့ဝီနီးတွေကအကုသိုလ်စိတ်မရှိဘဲနဲ့လေအာဘတ်သင်တာတွေရှိတယ်ဗျဥပမာထားပါတော့ကျတို့အမြန်လန်းသွားတယ်ပေါ့ဗျာအမြန်လန်းမှာဥနန္ဒမာလာအမြန်လန်းရောက်တော့တေးပေါက်ချင်ဘာလုပ်တော့မိုက်ပိတ်ထားတယ်မိုက်ပိတ်မထားနဲ့မိုက်ဖွင့်အမြန်လန်းမှာကားနဲ့သွားရင်ကနေပြီးတော့တေးပေါက်ချင်ဘာလုပ်ဟမ်လမ်းပိတ်စိတ်ပါလမ်းပိတ်စင်ပြီးပေါက်ရကြပါနော်ဘုန်းကြီးတွေကတော့များသောအားဖြင့်ထိုင်ပေါက်တာပါနော်ပေါက်တာပါမတ်တက်ပေါက်ချင်လဲပေါက်မှာပေါ့ဗျာကိုအစိုးရတာမှမဟုတ်တာအဲ့မှာတခါလေမှလဲမြက်တွေပါရှိကျင်လဲရှိနေမှာဟုတ်တယ်မလားကိုပေါက်တဲ့နေရာမှာအဲ့တော့မျက်ရှိတဲ့နေရာပေါက်ရင်ဒုက္ခအဘတ်တယ်မယ်မတ်တက်ရက်ပြီးပေါက်ရင်ဒုက္ခအဘတ်တယ်မယ်အဲ့ဒီအချိန်မှာကိုကအကုသိုလ်စိတ်ရှိသလားရှိပါဘူးရိုးရိုးသားသားကိုတိပေါက်ချင်လို့ပေါက်တာပါဟိုမဝဝေမြင့်လို့နော်ဟိုပါလေဟိုဝမ်းဝင်းကမဝဝေမြင့်လို့ရိုးသားစွာနဲ့တိပေါက်ခဲ့မိတာပါအခုဆိုစိတ်မရှိပါဘူးဒါပေမဲ့ဝီနီးဟာမလောက်ရဘူးလို့တားထားရင်အာဘတ်တင်တာဗျအဲ့တော့ तू ဘာဖြစ်တုံးဆိုတော့ဥပိ္ပဇေဆရာစီရောက်ရင်ဥပိ္ပဇေဆရာကနေပြီးတော့ဟိုဟာမလောက်ရဘူးဒါမလောက်ရဘူးဝီနီးသိက္ခာပုဒ်တွေသင်ပြီးတော့ဝီနီးအလိုရအာဘတ်တင်မှာကြောက်ရတာတစ်မျိုးဟိုနေတကြီးဆရာစီရောက်သွားတဲ့အခါကျတော့ဒါကုသလာဓမ္မဒါအကုသလာဓမ္မနဲ့ဟောရင်ရနေအဘိဓမ္မာအလိုရအကုသလာဓမ္မတွေဖြစ်မှာကြောက်ရတာတစ်မျိုးဝီနည်းနဲ့အဘိဓမ္မာကြားထဲမှာ तू တိုင်ပတ်နေလားအဲ့မှာ तू ပြောတဲ့စကားလေးတစ်ခွန်းရှိတယ်အဟောဘာရိယံဣဒံကမ္မံနဲ့ဣဒံကမ္မံဒီဖုံးမြူဝတ်တယ်ဆိုတဲ့အလုတ်ကအဟောဘာရိယံအတော်ဝန်လေးတာပဲနော်ပေါ့ကျင်လို့ဖုံးမြူဝတ်ခါမှာဘာဖြစ်လဲဝန်လေးနေသေးတယ်အဟံဒုက္ခဝိမု ක්ෂි တုကာမောပပ္ပစီတောငါဒုက္ခလွတ်ချင်လို့ဖုံးမြူဝတ်လာတာတဲ့ဖုံးမြူဝတ်လာတာတန္တရာဝတ်ဒုက္ခနေလွတ်ချင်လို့ဝတ်လာတာဖုံးမြူဝတ်မှဒုက္ခတွေရောက်နေတာဣဒမေဟပတာရဏထနာမေဝနပညာယတိဒီသာသနာတော်မှာငါ့ကိုလက်ဆန့်စရာတော့နေရာမရှိတော့ပါလားကြွားထဲမှာလက်ရမ်းပြီးသွားရင်တော့မှအာဘက်ကသင့်နေတာနော်သာသနာတော်မှာလက်ဆန့်စရာတော့နေရာမရှိပါဟုတ်လားဝီနည်းကြောင့်အာဘက်တင်သွားမှာဆိုရတာတစ်မျိုးအဘိဓမ္မာကြောင့်အကုသလာဓမ္မတွေဖြစ်သွားမှာဆိုရတာတစ်မျိုးနဲ့သူ့မှာလှုပ်လို့လှဲ့လို့တော့မရဘူးပြတ်တဲလိုက်တာတော်ပြီဘုန်းကြီးဝတ်နဲ့မှာသူ့မှာကုသိုလ်ရှာစရာမရှိဘူးဖြစ်နေတယ်လူဝတ်တုံးကသူ့မှာကုသိုလ်တွေမနေဘူးနော်တနေ့ဘုန်းကြီး၈ပါးပင့်ပြီးဆွမ်းကတ်နေတာလဲတဲ့ကုသိုလ်မဟုတ်ဘူးဘုန်းကြီးဝတ်တော့မှသူကသူတောင်းစားနေရတာနဲ့ဘာကုသိုလ်မှမရဘူးဖြစ်နေတော့တော်ပြီမလုပ်တော့မယ်ဘာလုပ်မလဲဥနန္ဒမလာဘာလုပ်မလဲလို့ထွက်တာပါလေမထွက်ပါနဲ့ရှင်ပြရတယ်လုပ်ပါနဲ့တာသာပေါ်မှာလောက်ကြီးညိုစရာကောင်းနေတာမျက်ခုံးလေးနဲ့ဥနန္ဒမလာထွက်မှာမဟုတ်ပါဘူးเนาะအနုပုဗ္ဗတထေသာထွက်မှာပါအဲ့တော့လူထွက်တော့မယ်အဲ့တော့ဒါမဲ့လေတပည့်တော်တို့လို့ပေါ့ဗျာတပည့်တော်တို့စောက်ကြီးစောက်ကျင်နဲ့အော်ဟစ်ပြီးတော့အကြီးပြောပြီးတော့ဘုန်းကြီးဝက်လာတာသိလားအကြီးပြောပြီးဝက်လာတော့ခုနေမှပြန်ပြီးလူထွက်မယ်ဆိုလဲဆောက်ချက်ကကွဲပြီအဲ့တော့လူကလည်းထွက်ချင်းထွက်လို့ကလည်းမဖြစ်အဲ့တော့ကြိတ်မိတ်ပြီးနေရတဲ့ခါကျတော့တပိမ့်ပိမ့်တလိမ့်လိမ့်နဲ့ဒုက္ခများအေးလို့ထိုင်လို့မကောင်းစိတ်တွေညစ်ပြီးတော့စိတ်ထောင်းကိုကြည်တွေဖြစ်နေတာအဲ့တော့သူနဲ့နီးစပ်တဲ့ရှင်ယဟန်တွေကမေးကြတာပေါ့အရှင်ဘုရားဘာဖြစ်လို့ဒီလိုမျိုးပိန်ချုံနေတာတော့ငါဒီလိုပဲပြန်ပြောပြတာအဲ့တော့ကြားတဲ့ကိုတော်တွေကလည်းသူတို့မထေကြီးတွေစီပြန်ပြောပြ
အဲ့တော့မထေကြီးတွေကနေပြီးတော့ခေါ်သွားတာတပည့်တော်သာသနာမှာချစ်စရာကောင်းတဲ့အချက်တစ်ချက်ပေါ့နော်လူထွက်ချင်ပြီဆိုတဲ့အခါကျရင်အေးကွာထွက်လိုက်ကွာလို့မပြောရဘူးဗျလူထွက်ချင်တဲ့သူကိုလူမထွက်အောင်တားပေးနိုင်တဲ့သူစီခေါ်သွားရတယ်အဲ့တော့ဒီမှာတော့မြတ်စွာဘုရားတားနိုင်မယ်လို့သူတို့ကယူဆပြီးတော့မထေကြီးတွေကနေအဲ့ဒီကိုတော်လေးကိုမြတ်စွာဘုရားစီကိုခေါ်သွားတယ်အဲ့မြတ်စွာဘုရားမေးတာပေါ့ငါမခေါ်ခိုင်းမဲ့နဲ့ဒီယဟန်ဘာဖြစ်လို့ခေါ်လာကြတာတော့ဆိုတော့ဒီလိုပဲဒီပြင်းနေလို့ပါဆိုတော့ဩချစ်သားဘာဖြစ်လို့များပြင်းကြီးငင်းငွေနေသလဲတပည့်တော်မှာဘုရားအဘိဓမ္မာပေးတဲ့ဒုက္ခဟလားဝိနည်းကပေးတဲ့ဒုက္ခနဲ့တပည့်တော်မှာတော်တော်လေးဒုက္ခတွေရောက်နေပါတယ်ဘုရားဒုက္ခလွတ်ချင်လို့ဝစ်လာကမှဆိုတော့အဲ့တော့မြတ်စွာဘုရားအဘိဓမ္မာမဟောဘူးဝိနည်းမဟောဘူးနော်မြတ်စွာဘုရားသူ့ကိုဂတိတစ်ခုပေးတယ်ချစ်သားတဲ့မခက်ခဲမကြက်တဲစေရဘူးနော်ခက်ခဲတာတွေကြက်တဲတာတွေကအဘိဓမ္မာတို့ဝိနည်းတို့မှာပဲရှိတာမခက်ခဲစေရဘူးဆိုတော့အဘိဓမ္မာမဟောဘူးပေါ့မကြက်တဲစေရဘူးဆိုတော့ဝိနည်းမဟောဘူးပေါ့မခက်ခဲစေရဘူးမကြက်တဲစေရဘူးလွယ်ကူချောင်ချိတဲ့နီလန်းနဲ့နိဗ္ဗာန်ရောက်စေရမယ်အများကြီးစောင့်ရှောက်ဖို့မလိုဘူးတဲ့တခုတည်းသာစောင့်ရှောက်စမ်းပါတရားလေးကြားဘူးတယ်မို့လားနော်အများကြီးစောင့်ရှောက်စရာမလိုဘူးတခုတည်းစောင့်ရှောက်ဆိုဘာခိုင်းတာတော့ဘာလို့စောင့်စိတ်ကိုစောင့်ရှောက်ခိုင်းတာစိတ်ကလေးတခုတည်းစောင့်ရှောက်နိုင်မယ်မလားအဲ့လိုမေးလိုက်တော့ဒါ Buddhist education ပဲမြတ်စွာဘုရားရဲ့သူကတင်ကြားပေးတဲ့နီလန်တစ်မျိုးစိတ်ကိုလှည့်ပြလိုက်တာဟိုသူ့စိတ်ထဲမှာအများကြီးလို့ထင်ထားတဲ့ဟာတွေကိုသူကတခုတည်းလို့ထင်အောင်ပြောင်းပြတာအမှန်တော့စိတ်ကလေးတခုတည်းလို့ပြောလိုက်တာမအဘက်တင်တာလေအဲ့ဒီစိတ်ကြောင့်ပဲတင်တာမို့လားလှုပ်ချင်လို့ထလှုပ်လိုက်ခါမှတင်သွားတာလေနောက်အဘိဓမ္မာမှာပြောတဲ့အကုသလဓမ္မဆိုတာလေဒီစိတ်တွေပဲမို့လားအဲ့တော့စိတ်ကလေးတစ်ခုထိန်းဆိုတာအဲ့ဝိနည်းရောအဘိဓမ္မာရောအကျုံးဝင်တယ်သူကတော့နဲတယ်ထင်သွားတာပေါ့လေဒါပေမဲ့နဲတော့မနဲဘူးနော်အဘိဓမ္မာမှာဟောတဲ့ကုသလဓမ္မတွေအကုသလဓမ္မတွေကအကုန်လုံးဒီစိတ်ပဲဝိနည်းထဲမှာပါတဲ့အတ္တမအဖူးတွေကလည်းဒီစိတ်ပဲအဲ့တော့ထူတာကတော့ထားပါတော့လေဝိနည်းကတော့အဲ့လိုမျိုးအကုသိုလ်မဟုတ်ဘဲနဲ့အဘက်တင်တာလည်းရှိပါတယ်ခုနပြောသလိုပေါ့အဲ့တော့မြတ်စွာဘုရားစိတ်ကလေးတစ်ခုပဲစောင့်ရှောက်ရမယ်လို့မိန့်လိုက်တော့ပုဂ္ဂိုလ်တော်သဘောကျလားမကျဘူးလားသဘောကျတော့ဒီလိုကနော်အဲ့လိုနဲရင်ကြိုက်တာပဲစာရီအများကြီးတင်မယ်ဆိုမကြိုက်ဘူးလေစာနည်းနည်းပဲတင်မယ်ဆိုကြိုက်တာတရားတွေအကြာကြီးဟောမယ်ဆိုမကြိုက်ဘူးတရားနည်းနည်းပဲဟောတာကြိုက်တာကိုလည်းစောင့်ရှောက်မှများတယ်ဆိုမကြိုက်ဘူးစောင့်ရှောက်မှနည်းတယ်ဆိုကြိုက်တာပေါ့စိတ်တစ်ခုဆိုရင်တော့မလုပ်နိုင်ပါနဲ့ဗျာစောင့်ရှောက်နိုင်ပါလေဗျာအဲ့တော့မြတ်စွာဘုရားဂါထာလေးကောက်ပြီးတော့ရွတ်လိုက်တယ်ဆိုတော့အတန်ကောင်းတဲ့တဘာဘာလောက်ရွတ်ပေးသမှာပြီးတော့အတန်မကောင်းလို့ဟုတ်ပြီပဲရောပါဗျာဟုတ်ပါပြီးတော့အဲ့ဂါထာလေးပဲကြမရွတ်တတ်ဘူးနော်သူဒုတ်တတံသူနိပုဏံယထကာမနိပါတိညံစိတ်တံရခိထမေရာဝီစိတ်တံဂௌတံဒုက္ခဝဟံသူဒုတ်တတံဉာဏ်စက္ခုဖြင့်ကြည့်ရှုသောအခါလွန်စွာမြင်နိုင်ခဲ့ထသောသူကဒတဒိတပေါ့နော်သူဒုတ်တတံမှာကဒိတဓာတ်ဗျဒိတဓာတ်ဆိုတာအပစ်ခနေမြင်ခြင်းပြောတာမြင်တယ်ဆိုတော့မျက်စိနဲ့မြင်တယ်လို့ထင်မှာဆိုလို့စိတ်ကိုတော့ဘယ်မျက်စိနဲ့မြင်လို့ရမှာတော့နော်စိတ်ကိုတော့ဉာဏ်နဲ့ပဲမြင်လို့ရမှာအဲ့နေရာမှာရိုးဒတမဟုတ်ဘဲနဲ့ဒုတ်တတဆိုတော့မြင်ရတာခက်တယ်အဲ့ဒီဒုဒ္ဒတကိုမှရှေ့ကနေတခါသူ့ထက်ထဲတယ်မြင်ရတာတော်တော်ကြီးကိုခက်တယ်အဲ့တော့မမြင်နိုင်ဘူးလို့ပြောလိုက်တာပါပဲမြင်ရတာခက်တယ်ဆိုတာဘာဖြစ်တယ်မြင်ရတာခက်တယ်ဆိုတာဘာပြောရတော့မြင်ရတဲ့ခက်တယ်ဆိုတာမမြင်နိုင်ဘူးပေါ့တာမန်အဖြစ်မမြင်နိုင်ဘူးပေါ့ဗျာနော်အယုတ်တွေဘာတွေကတော့အစ္ဆဒယုတ်တွေဗဟိတယုတ်တွေဒါမြင်ရပါတယ်နော်မြင်ရတဲ့ယုတ်တွေရှိပါတယ်နားနဲ့ကြားရတဲ့ယုတ်တွေလည်းရှိပါတယ်အနတ်တို့ဘာလို့ဆိုလဲနှာခေါင်းနဲ့ထွေထိလို့ရပါတယ်အဲ့တော့ယုတ်တွေကတော့ထင်ရှားပါတယ်စိတ်ဆိုတာကတော့မျက်စိနဲ့လည်းမမြင်ရဘူးသူကနားနဲ့လည်းမကြားဘူးအထည်တစ်ရက်ကလည်းမရှိဘူးရုပ်လို့မထင်ရှားတဲ့အခါကျတော့သူ့ကိုသိဖို့ရခက်ပါတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့နီးနဲ့ဆိုရင်တော့သိနိုင်တယ်မြတ်စွာဘုရားပေးထားတဲ့နီးရှိတယ်မဟာသတိပဋ္ဌာနာတုတ်မှာ
တာရကံဝါစိတ်တံတာရကံစိတ်တံတိပဇာနာတိဒါမျိုးလေးဆိုရင်သိနိုင်ပါတယ်နော်စိတ်တ ानु ပဒနာနဲ့မှသိနိုင်တယ်တခြားတစ်ပါးကိုစိတ်ကလေးကထွက်သွားရင်လည်းအဲ့ဒီထွက်သွားတဲ့စိတ်ကလေးချက်ချင်းသိနိုင်တယ်သွားမယ်ဆိုဟန်ပြင်းတဲ့စိတ်ကိုတောင်သိနိုင်တယ်ဒါကတော့စိတ်တ ानु ပဒနာကောင်းကောင်းကြီးလှုပ်ထားတဲ့သူမှသိတယ်ဒါကြောင့်မလို့တုတုတ်တတံဉာဏ်စက္ခုဖြင့်ကြည့်ရှုသောအခါလွန်စွာမြင်နိုင်ခဲ့ထတော့သူနိဗ္ဗုနံလူသူတာမန်မမြင်တောင်အလွန်သိမ်မွေ့ထတော့သူနိဗ္ဗုနံဆိုတာအလွန်သိမ်မွေ့တယ်ယထာကာမနိပါတိနံအနွယ်မျိုးဆက်မကြည့်တတ်ပဲလိုအပ်ပြီးတုံတေးသေးတင်နဲ့အောက်ကမြင်နဲ့မှားသွားနော်အဆက်ကလေးကိုအပေါ်ကိုပြောင်းလိုက်လိုအပ်ပြီးတုံအာယုံဟူသမျှ၌ကြာရောက်လိမ့်ရှိတော့သူသွားခြင်းနဲ့အာယုံဆိုရင်သွားတာပဲတဲ့ဘယ်အာယုံလေးကတော့မကောင်းဘူးကွာငါမသွားတော့ဘူးလို့ရှိလားရှိဘူးဘယ်အာယုံလေးကတော့ကောင်းတယ်သွားလိုက်မယ်ဟဲ့ဘယ်အာယုံလေးကတော့မကောင်းဘူးမသွားတော့ဘူးရဲ့လို့မရှိဘူးသူသွားခြင်းနဲ့အာယုံတိုင်းကိုသွားတတ်တယ်တဲ့တခုရှိတာကတော့နဲ့ပေါ့နော်ယောနိတော်မနတိကာရရှိတဲ့သူတွေမှာတော့ကုသိုလ်အာယုံတွေများများသွားမှာပေါ့ဒီစာပေဝါဒနာပါတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းစာပေတဲ့လျှောက်သွားနေတာပေါ့နော်ဗလိန်ရတာဝါဒနာပါတဲ့လူဆိုရင်လည်းဗလိန်နေတာပေါ့ဗျာအာယောနိတော်မနတိကာရရှိတဲ့သူတွေကြတော့အကုသိုလ်အာယုံများများရအဲ့ negative vibe တွေရှောင်ရတယ်မဟုတ်ရင်ကိုယ်ပါ negative တွေဖြစ်လွန်းတော့အဲ့လိုမျိုးသွားခြင်းဟာသွားနေတဲ့စိတ်တန်စိတ်ကိုပေါ့မေဓာဝီပညာရှိပုဂ္ဂိုလ်သည်ရခေထတတိတရားအမြဲထားလျက်ကြိုးစားပုံတွေစောင့်ရှောက်၍နေရ၏စိတ်ကလေးဖြစ်တိုင်းဖြစ်တိုင်းကိုလိုက်ပြီးတော့ရှုနေရမယ်အဲ့လိုမျိုးရှုကြည့်နေတာဒီပင်လည်းစောင့်ရှောက်တာပဲတဲ့စိတ်တန်စိတ်ဒီပေါ့နော်အဲ့ဒီစိတ်ကလေးကပဲဂုတ်တန်ဒါမဟုတ်အမြဲမပြတ်စောင့်ရှောက်အပ်သောစိတ်တန်စိတ်ဒီဒုက္ခဝဟံလူနဲ့နှစ်တန်စီးစိမ်ဆန်လျက်နိဗ္ဗာန်တိုင်အောင်ချမ်းသာကိုဆောင်းနိုင်ပါသည်တဲ့အဲ့တော့စိတ်ကိုစောင့်ရှောက်ရင်လူချမ်းသာလည်းရနိုင်တယ်နတ်ချမ်းသာလည်းရနိုင်တယ်အရေးကြီးဆုံးဖြစ်တဲ့မတ်ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာတွေကိုလည်းရနိုင်ပါတယ်အဲ့ဒီစိတ်ကိုမစောင့်ရှောက်ဘူးဆိုရင်တော့မရဘူးပေါ့ဗျာကိုမနှစ်သက်တဲ့အာယုန်တွေနဲ့တွေ့ရင်စိတ်ဆိုးတယ်စိတ်ပြက်တယ်ဒါကောင်းသလားမကောင်းသလားမတွေးတော့ပဲနဲ့ကိုယ်စိတ်ထဲမှာဖြစ်လာတာတွေကိုဖော်ပြတတ်တယ်ဒါအကုသိုလ်ပဲဒီစိတ်တွေကိုရှုရမယ်ပေါ့နော်အော်ငါဒေါသဖြစ်နေပါလားဒီဒေါသငါ့ကိုအပေကိုပို့မှာပါလားဒီလိုမျိုးရှုဆင်ခြင်ရမယ်အဲ့တော့အဲ့လိုဒေသနာကိုနားလိုက်ရတဲ့အခါမှာဝိနည်းရဲ့အစ္ဆာတရားနဲ့ကြိုက်သွားပြီးတော့ဘာမှမကြောက်ဘူးမြတ်စွာဘုရားရှေ့မှာပဲသူဘာဖြစ်သွားတော့သူဘာဖြစ်သွားတော့ရဟန္တာဖြစ်သွားတာဟုတ်လို့လားရဟန္တာဖြစ်လို့လားပို့တာဟေးဥတုရိယဆရာဥတုရိယရဲ့ဆရာသောတာပန်လောက်ဖြစ်တာပါနော်သောတာပန်ဖြစ်သွားတာအဲ့တော့ဒါကောင်းစွာဟောထားတယ်ဆိုတဲ့နေရာလေးကိုပြောချင်တာပါနော်ကောင်းစွာဟောထားတယ်ဆိုတာကပုဂ္ဂိုလ်ရဲ့အကြိုက်ကိုလိုက်ပြီးဟောပေးနိုင်တာဝိနည်းကဘယ်ပုဂ္ဂိုလ်မျက်နှာမှမငဲ့ဘူးအဘိဓမ္မာကလည်းဘယ်ပုဂ္ဂိုလ်မျက်နှာမှမငဲ့ဘူးသူကအဲ့ဒါကြောင့်မို့လို့လဲဝိနည်းနဲ့အဘိဓမ္မာကနေပြီးတော့တရားမရတာပေါ့တုတ်တန်ကပုဂ္ဂိုလ်ငဲ့တဲ့အတွက်ကြောင့်တုတ်တန်ကြောင့်တရားရသွားကြတာအဲ့တော့နော်တုတ်တတဘာကတော်ဆိုတာနော်သူကတမြင်းချီနဲ့တူလို့တုတ်တဆိုတာတော့တုတ်တတဘာကတော်လေပြောတာတော့ပြောပြပါတချို့ကထင်တဲ့နေရာမှာအဘိဓမ္မာမှာမှဒီပရမတ်တရားတွေတဘာဝတရားတွေဟောတယ်လို့သူတို့အဲ့လိုမျိုးထင်နေတာမျိုးလည်းရှိသေးတယ်ဒါလေးလည်းဂိမ်းဆိုင်ဖို့ကောင်းတယ်နော်တုတ်တန်မှာအပြည့်အစုံရှိပါတယ်ဟိုမှာတန်ရုပ်ထဲမှာဆိုခန္ဓာဝကတန်ရုပ်ဆိုခန္ဓာအကြောင်းဟောတာအာယတနာတလာယနာဝကတန်ရုပ်ဆိုရင်အာယတနာအကြောင်းဟောတာနော်ဓာတုတန်ရုပ်ဓာတ်အကြောင်းဟောတယ်သစ္စာတန်ရုပ်သစ္စာအကြောင်းဟောတယ်နော်နိဒာနဝကတန်ရုပ်ဆိုရင်ပဋိစ္စသမုပ္ပါအကြောင်းဟောတယ်မဟာဝကတန်ရုပ်ဆိုရင်သစ္စာအကြောင်းတွေဟိုဘောဓိပက္ခိယတရားတွေဟောတယ်သူကဟုတ်တယ်အစုံဆုံးပဲအဲ့တော့ဓမ္မခန္ဓာပေါင်း8400ဆိုတာတုတ်တန်ပါပဲနော်8400မှာ8000နီးနီးလောက်ထိရှိမှာပေါ့ဗျာ8000လောက်ထိဖြစ်နိုင်တယ်သိလား8400မှာ8000ကတုတ်ယူလိုက်မယ်
ကျန်တဲ့4000မှာ2000 3000ကအဘိဓမ္မာကျန်တဲ့1000 2000လောက်ကဝိနည်းပေါ့တော့နည်းနည်းညိတ်ကျင်းနဲ့လား ကျင်းတတ်ပါလေဗျာ အဘိဓမ္မာကြီးကိုတော့တဝက်ခွဲမပေးနိုင်ဘူးဗျာအဲ့တော့တုတ်တန်တရားကိုသူကလွယ်တယ်လို့ထင်တတ်ကြသေးတယ်တုတ်တန်တရားမလွယ်တဲ့အကြောင်းလေးနည်းနည်းပြောရအောင်ဟမ်ပြောတော့တုတ်တရားမလွယ်တဲ့အကြောင်းနော်တုတ်တရားဤခက်ခဲပုံတွေ့လားမသိ screenshot မြင်ရပါတယ်ဟုတ်ပါတယ်ဒါလေးကတပည့်တော်ရှင်များတို့ဒါလဲဓမ္မစီကလုပ်တဲ့သူတွေဆိုရင်သိပါတယ်ဒါဟိုတိလက်ခံကနေပြီးတပည့်တော်ပါဠိတော်ကနေယူထားတာပါနော်စရုဒ္ဓဇံရဲ့နောက်မှာပါတဲ့နေရာလေးညာဏဒသနဆိုတဲ့အခန်းလေးဝိပဿနာဉာဏ်အခန်းလေးကနှစ်ကြောင်းနဲ့တပည့်တော်ကူထားတာပါဒီမှာဒါရှေ့တစ်ကြောင်းနောက်တစ်ကြောင်းတရားအထုတ်မက်ဖို့ရခြင်းတဲ့ပုဂ္ဂိုလ်ဒီရှေ့မှာပရိက္ခဏ်နေအစဉ်တိုင်းလုပ်ပြီးတဲ့အခါမှာပထမဇန်ဒုတိယဇန်တတိယဇန်စရုဒ္ဓဇန်ရောက်တဲ့အခါဒီနေရာကိုရောက်ပြီစရုဒ္ဓဇန်ရပြီးရင်နော်သောဧဝံတမာဟိတေစိတ်တေပရိတုတ်တေပရိယောဓာတေအနင်္ဂနေဝိကတုပကိလေတေမုဒုပုတေကမ္မနိယေထိတေအာနိဇပတ္တေညာဏဒသနာယစိတ်တံအဘိနိဟရတိအဘိနိနာမေတိဟောထိုယဟန်သည်ဘယ်ယဟန်တော့စရုဒ္ဓဇံရပြီးတဲ့ယဟန်နော်ထိုယဟန်သည်ဧဝံဤတို့ပထမဇံဒုတိယဇံတတိယဇံအစဉ်အားဖြင့်စရုဒ္ဓဇံကိုရပြီး၍ဘယ်ချိန်လဲယဟန်တစ်ပတ်ဘယ်ချိန်လဲစရုဒ္ဓဇံကိုရပြီးတဲ့အချိန်နော်စိတ်တေစရုဒ္ဓဇံစိတ်သည်ဝါစရုဒ္ဓဇံစိတ်ကိုတမာဟိတေစရုဒ္ဓဇံတမာတိဖြင့်ကောင်းစွာအာယုန်၌ထားအပ်ပြီးတော့ဝါတိကြည်လက်တော့ဝိပဿနာအားထုတ်မဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်တမာတိနဲ့တည်ကြည်အောင်လုပ်ထားရမယ်စရုဒ္ဓဇံတမာတိနဲ့တည်ကြည်အောင်လုပ်ထားရမယ်အဲ့လိုတည်ကြည်တဲ့အခါမှာပရိသုတ်တွေကတော့စင်ကြယ်လက်တော်ပဲเนาะထဝန်းကျင်စင်ကြယ်လက်တော်ဒါမဲ့ဘယ်လိုတော့ဆိုတော့ဥပေက္ခတတိပါရိသုတ်တိဖြစ်၍ထဝန်းကျင်စင်ကြယ်လက်တော်ဒီအကြောင်းအရာကိုတပည့်တော်နောက်ခါမှာဒါအကြောင်းပေါ့เนาะនិရောဓတမပတ်အကြောင်းပြောတဲ့အခါမှာရှင်ဘုရားတို့ပို့ပြီးတော့ကောင်းကောင်းမွန်မွန်သိပါလိမ့်မယ်ဒီပရိသုတ်တွေရဲ့အရာကိုလောလောဆယ်မှာတော့ဥပေက္ခနဲ့တတိသည်ပါရိသုတ်တိအလွန်စင်ကြယ်တယ်ရှင်ဘုရားတို့သိဖို့ကတတိယဇံမှာဥပေက္ခပါတယ်ဗျာသိလားတပည့်တော်တို့ကတတိယဇံမှာဥပေက္ခပါမှန်းမသိဘူးအဘိဓမ္မာသမားတွေပို့ဆိုးတယ်အဘိဓမ္မာမှာစရုဒ္ဓဇံတို့ပြင်စမဇံတို့ရောက်မှဥပေက္ခဖြစ်တာပြင်စမဇံမှာမှဥပေက္ခလေတကယ်တော့တတိယဇံမှာဥပေက္ခပါတယ်ဒါပေမဲ့မသိဘူးဒါပေမဲ့အဲ့ဒီဥပေက္ခဟာမစင်ကြယ်သေးဘူးဖြစ်နေတာအဲ့လိုနောက်တတိယဇံမှာတတိဟာပြည့်စုံနေပြီဒါပေမဲ့မစင်ကြယ်သေးပြန်ဘူးအဲ့တော့တတိယဇံမှာရှိခဲ့တဲ့ဥပေက္ခနဲ့တတိသည်ဘယ်ဆက်မှာစင်ကြယ်သလဲဆိုတော့ဟောဒီစရုဒ္ဓဇံဆက်မှာစင်ကြယ်တာသဘောပေါက်လားမသိဘူးနော်တတိယဇံမှာလည်းဥပေက္ခရှိတယ်တတိယဇံမှာတတိလည်းရှိတယ်အဲ့ဒီဥပေက္ခရောတတိရောဟာတတိယဇံမှာမစင်ကြယ်သေးဘူးဘယ်ရောက်မှစင်ကြယ်တော့ဆိုတော့ဟောဒီစရုဒ္ဓဇံရောက်မှစင်ကြယ်တာအဲ့တော့ပရိသုတ်တိဥပေက္ခတတိပါရိသုတ်တိဖြစ်၍ထဝန်းကျင်စင်ကြယ်လက်တော်တည်ကြည်လို့စင်ကြယ်လားပရိယောဓာတေအဲ့တော့စင်ကြယ်ပြီဆိုရင်ဘာဖြစ်တုံးဆိုတော့ထဝန်းကျင်ဖြူစင်လက်တော်စိတ်လေးဟာဖြူစင်သွားတယ်ဒီနေရာမှာလည်းအဘိဓမ္မာနဲ့နည်းနည်းလေးကွဲလွဲချက်လေးသတိထားမိပါလိမ့်မယ်အဘိဓမ္မာလီစိတ်တက်တက်ဟာဖြူစင်ပြီးသားဟုတ်လားအဘိဓမ္မာမှာအဲ့လိုဟောတယ်နော်စိတ်ကလေးဟာဘာဖြစ်ပြီးသားဖြူစင်ပြီးသားဘသူကြောင့်အယောင်နေပေသွားတာလဲစေတသိက်တွေကြောင့်စေတသိက်ဒီစိတ်ကိုမှီတွယ်စိတ်ကိုချဲတုတ်တံမှာအဲ့ဒီလိုမဟောပါဘူးတုတ်တံမှာစိတ်တက်တက်ဆိုတာကိုမရှိတာစိတ်လို့ပြောလိုက်ရင်အဲ့ထဲမှာစေတသိက်ကပါပြီးသားအဲ့တော့စိတ်လို့ပြောလိုက်တိုင်းအယောင်နေနဲ့ကြီးပဲအဲ့ဒီစိတ်ဟာဘယ်ချိန်မှဖြူစင်တယ်လဲစေတသိက်တွေမရှိတော့တဲ့အခါဖြူစင်တာလားမဟုတ်ဘူးနော်ဘာဇံနဲ့တုတ်တင်လိုက်တဲ့အခါစရုဒ္ဓဇံနဲ့တုတ်တင်လိုက်တဲ့အခါမှာပရိယောဓာတေထဝန်းကျင်ဖြူစင်သွားတယ်အဲ့တော့စိတ်ကလေးဟာဖြူစင်သွားပြီဆိုရင်ယာဂဒေါသစတဲ့ကိလေသာတွေလည်းကင်းသွားပြီအနင်္ဂနေ
ယာကဒေါသစတဲ့ကိလေသာအနင်္ဂလာတွေမရှိဘူးသူတဆင်ပြီးတဆင်အဲ့တိုင်းသွားတာနော်သရုဒ္ဓဇံကြောင့်မလို့သမာဟိတတည်ငြိမ်တဲ့အတွက်ကြောင့်ပရိသုဒ္ဓထဝန်းကျင်စင်ကြယ်တယ်ထဝန်းကျင်စင်ကြယ်တဲ့အတွက်ကြောင့်ပရိယောဓာတဖြူစင်တယ်ဖြူစင်လို့ယာကဒေါသကင်းတယ်ယာကဒေါသကင်းတော့ဘာဖြစ်တော့ဝိကတုပကိလေသေဥပကိလေသာတွေကင်းတယ်ဥပကိလေသာဆိုတာကပ်ပြီးနှိပ်စက်တတ်တဲ့အကုသိုလ်တရားတွေပြောတာပါနော်မုဒုဘူတေအဖန်ဖန်ဝင်စားသဖြင့်နုညံ့လက်တော်သရုဒ္ဓဇံကိုရဘူးယုံနေရဘူးလို့မရဘူးတဲ့ရှင်များတို့အဲ့ဒီသရုဒ္ဓဇံကိုထက်ခါတလဲလဲဝင်စားထားရမယ်တဲ့သရုဒ္ဓဇံကိုထက်ခါတလဲလဲဝင်စားလိုက်တဲ့အခါမှာအဲ့ဒီစိတ်ကလေးကနုညံ့သွားတယ်နုညံ့သွားပြီဆိုရင်လှုပ်ချင်ရလှုပ်လို့ရပြီလေဥပမာရွှေဆိုပါစို့ရွှေတုံးကြီးကမာမာကြီးဘာလှုပ်လို့မရဘူးရွှေတုံးကြီးမာမာကြီးကဘာမှလှုပ်လို့မရဘူးအဲ့ဒီရွှေကိုမီးပေးမယ်နန်းဆွဲမယ်ထုမယ်ရိုက်မယ်အဲ့ဒီရွှေလေးကနူးညံ့သွားပြီဆိုရင်လှုပ်ချင်ရလှုပ်လို့ရမှာမို့လားလက်ကောက်လှုပ်မလားငကတ်လှုပ်မလားဆိုတော့တပည့်တော်ရဲ့စိတ်ဟာကာမဂုဏ်တွေကြောင့်ကြက်တန်းနေတယ်ဆိုရင်အဲ့ဒီစိတ်ကိုလှုပ်ချင်ရလှုပ်လို့ရမရဘူးစိတ်ကြီးကကာမဂုဏ်တွေကြောင့်ညှက်နွမ်းနေတယ်ကြက်တန်းနေတယ်ဘာမှလှုပ်လို့မရဘူးအဲ့တော့ဘာလုပ်ရမလဲအညစ်အကြေးတွေကိုရှင်းပြရမယ်နုညံ့စင်ကြယ်သွားပြီဆိုတဲ့အခါကျတော့လှုပ်ချင်ရလှုပ်လို့ရပြီအဲ့ဒီစိတ်ကိုသရုဒ္ဓဇံရထားပြီးသားပုဂ္ဂိုလ်ဟာအရူပဇံသွားမလားရပြီလေအဘိညာဉ်တကိုးတွေလှုပ်ချင်သလားရပြီလေဝိပဿနာအထုတ်မလားရပြီကြိုက်တဲ့လမ်း၃ခုရွေးလို့ရသွားပြီနော်သရုဒ္ဓဇံနဲ့စိတ်ကိုနုညံ့အောင်လုပ်ပြီးပြီဆိုရင်အရူပဇံပဲသွားအဘိညာဉ်ပဲသွားဝိပဿနာပဲသွားကျင်ရသွားလို့ရပြီအဲ့ဒါကမ္မနိယေဝိပဿနာဉာဏ်အမှု၌ခံညာလက်တော်အခုတပည့်တော်တို့ပြောနေတာဒီညာဏတတနာဖြစ်တယ်ညာဏတတနာဖြစ်တဲ့အတွက်ကြောင့်ကမ္မနိယေကိုအနက်ပေးတဲ့နေရာမှာဝိပဿနာဉာဏ်အမှု၌ခံညာလက်တော်လို့ပေးရတယ်အကယ်၍ဝိပဿနာအထုတ်ဖို့မဟုတ်ဘူးအရူပဇံသွားမလို့ဆိုရင်ဘယ်လိုအနက်ပေးမလို့ကမ္မနိယေအရူပဇံအမှု၌ခံညာလက်တော်ဟုတ်ပါနော်အဘိညာဉ်အတွက်အထုတ်မှာဆိုရင်ကမ္မနိယေသည်အဘိညာဉ်အမှု၌ခံညာလက်တော်ဘောပေါက်လားမသိကမ္မနိယေလှုပ်ချင်ရလှုပ်လို့ရတယ်လို့ပြောတာအဲ့တော့ဒီနေရာမှာကမ္မနိယေကဝိပဿနာအမှု၌ခံညာလက်တော်ထိတေပရိသုဒ္ဓဘာဝစသောဂုံသဘော၌မြဲမြံခိုင်ခန့်တည်တံ့လက်တော်ခုနပရိသုဒ္ဓစင်ကြယ်တယ်ဆိုတာခန္ဓာလေးစင်ကြယ်လို့မရဘူးနော်မြဲမြန်စင်ကြယ်နေရမှာသရုဒ္ဓဇံလေးတော့ရလိုက်ပါရဲ့ဇံပြန်လျှောသွားရင်ဘာတတ်နိုင်မှာတော့ပြန်လျှောသွားလို့မရဘူးအဲ့ဒီသရုဒ္ဓဇံကိုမြဲနေအောင်ကိုပွားထားရမှာအာနိဇပတ်တိတုံလှုပ်ခြင်းမရှိသည့်အဖြစ်သို့ရောက်လက်တော့လုံးဝကြိုက်တယ်လို့ဝင်စားသရုဒ္ဓဇံတန့်ရောက်ပြီဘသူလာနှောက်ရှက်ဇံကပြန်မလျှောတော့ဘူးအဲ့ခါကျတော့မှညာဏတတနာယဝိပဿနာဉာဏ်အကျိုးငါစိတ်တန်စိတ်ကိုအဘိနိဟရတိဝိပဿနာတို့ရှေ့ရှုဆောင်ပါတယ်အဘိနိနာမေတိဝိပဿနာဉာဏ်တို့ရှေ့ရှုညွတ်စေပါတယ်အဲ့တော့ဒီနေရာမှာနော်အဘိနိဟရတိရှေ့ရှုဆောင်ပါတယ်အဲ့ဘာပြောတာတော့အဲ့နာကဲရှေ့ရှုဆောင်ပါတယ်ဆိုတာဘာပြောပါလဲနောက်အဘိနိနာမေတိရှေ့ရှုညွတ်စေတယ်အဲ့ဒါပြောမှမသိဘူးသိလားစာရပြောသွားတာတော့ကိစ္စမရှိဘူးလေစာတဲ့ဒီလိုပါတာပဲခက်တီနဲ့ဒီလိုပဲပြောလိုက်တာပဲမခဲရင်ဘူးဒါပေမဲ့တင်းတင်းချာချာစဉ်းစားကြည့်တဲ့အခါကျတော့ဘာလို့လိုက်မှမသိဘူးအဲ့နေရာလေးကလေပါဇက်ကပြောတော့လွယ်တယ်အဲ့နားလေးမှာဒီလိုလောက်တိုက်တာပါလို့တေချာရှင်းပြဖို့ရမလွယ်ဘူးပထမတစ်ချက်ကိုယ်တိုင်သရုဒ္ဓဇံအောင်မရဘူးဥနန္ဒမာလာတို့ဘာလို့ရဘူးတဲ့သူတွေရှိရင်ပြောကြပါဦးမရဘူးပါခင်ဗျာနေပါတခြားကဥတေဇလောက်ပါအောင်ဥတေဇဖေးပုံမှာမြင်ဘူးတယ်ဥတေဇရှိရရှိသေးရလားမသိဘူးနော်ဒီပိတ်ပြီးထွက်သွားပြီလားမသိပါဘူးမတ္တုဓမ္မတို့ဘာလို့သရုဒ္ဓဇံတွေပါရဘူးလားအဲ့တော့သရုဒ္ဓဇံတောင်မရဘူးတဲ့တပည့်တော်တို့အတွက်သရုဒ္ဓဇံနေပြီးတော့ဝိပဿနာစီကိုစိတ်ညွတ်မယ်ဆိုတဲ့ဟာဘယ်လိုပြောမလဲစာရဲဘာလို့သာကြည်ပြီးဖတ်သွားတာပဲရှိတယ်သိလားအဲ့ဒါဘာလို့လိုက်မှန်းတပည့်တော်တော့ရှင်းမပြတတ်ဘူးခင်ဗျားလည်းတေချာစဉ်းစားကြည့်ရင်လေ
ကိုတိုင်းလည်းနားမလဲဘူးဒီနေရာကြီးကလေကိုမှမလုပ်ဘူးတာဟုတ်နော်ဝီနည်းကြတော့ကိစ္စမရှိဘူးဝီနည်းကရှင်းတယ်အရန်လွယ်တာဝီနည်းကအဘတ်တဲ့နေဆိုရင်တဲ့နေမို့လားဒီလိုလုပ်ရင်အဘတ်တဲ့နေဆိုတင့်ကိုတဲ့နေဘာမှရှောက်ပြောမနေနဲ့တဲ့နေပဲလွတ်တယ်ဆိုရင်လည်းလွတ်တယ်ပဲသွားမပါဘူးဆိုရင်လည်းဆုံးဖြတ်เสียမလို့ဘူးသူအဲ့လိုမျိုးရောင်ပဲဝိနည်းကရှင်းတယ်အဘိဓမ္မာနည်းနည်းခက်တယ်သို့တော့ရှေ့ကတိကမာတိကာတို့ဒုက္ခမာတိကာတို့ကျွမ်းကျွမ်းကျင်ကျင်ရထားရင်နောက်ကသူ့နည်းနဲ့သူမိသွားရုံပဲတုတ်တန်ညာအဲ့လိုမဟုတ်ဘူးဗျဟိုတုတ်မှာဟိုလိုဟောပြီးဒီတုတ်ကြဒီလိုပြောင်းဟောတာမျိုးရှိတတ်တယ်တုတ်တန်တွေကတတုတ်နဲ့တတုတ်နဲ့အယူဆမတူဘူးဘာဖြစ်လို့တော့ပုဂ္ဂိုလ်အလိုက်ဟောတာလေဟိုပုဂ္ဂိုလ်ဟိုအားကြရင်ဟိုအတိုင်းဟောပေးတာဒီပုဂ္ဂိုလ်ဒါကြရင်ဒါနဲ့ဟောတာအဲ့လိုမတူဘူးနောက်တစ်ချက်တုတ်တန်သည်လက်တွေ့ကြီးသူကမြတ်စွာဘုရားကိုတော်တိုင်တကယ်ကြင်ကြံအားထုတ်ထားတဲ့နီလန်းတွေကိုတပည့်တွေကိုအဲ့တိုင်းကျင့်ဖို့အတွက်ပြန်ဟောထားတာအဲ့တော့လက်တွေ့ကြီးဖြစ်တဲ့အတွက်ကြောင့်တပည့်တော်တို့လက်တွေ့မပါရင်အဲ့တုတ်တန်သူများပြောဖို့မပြောနဲ့နားကိုမလဲဘူးအဲ့တော့တုတ်တန်တရားဟာခက်သလားလွယ်သလားခက်သလားဆိုတကယ်ခက်တဲ့တရားကြီးပါအဲ့တော့နေပါဦးနောက်အဲ့မှာနောက်တစ်ကြောင်းအဲ့တော့စိတ်ကိုလွတ်လိုက်ပြီပေါ့နော်သရုဒ္ဓဇံရထားပြီးသားပုဂ္ဂိုလ်သရုဒ္ဓဇံကြောင့်နုညံ့သိမ့်မွေ့ပြီးလှုပ်ချင်လှုပ်လို့ရနေတဲ့စိတ်ကိုဝိပဿနာဉာဏ်စီကိုဥလှည့်လိုက်ပြီသောဧဝံပဇာနာတိအယံခောမေကာယောရူပီသာတုမဟာဘူတိကောမာတာပိတိကတံဘောဩရဏကုမ္မာတုပစယောအနိသုသာဒနာပရိမတ္တနာဗေဒနာဝိဒန္တနာဓမ္မောဣတိံစပနမေဝိညာဏံဣထတိတံဣထပရိပဒ္ဒံတဲ့တောဝိပဿနာဉာဏ်တို့စိတ်ကိုရှေ့ရှုဆောင်ပြီးတော့ထွေယဟန်သည်ကုဏယဟန်နော်ကုဏယဟန်တခြားတနည်းပြောမယ်ဆိုရင်အင်္ဂါ၈ပါးနဲ့ပြည့်စုံအောင်သရုဒ္ဓဇံကိုအပါဝစွာလေ့လာပြီးတော့ထွေယဟန်သည်တော့နွေ့နွေ့ငိမ့်အဲ့ဒီတပ်ပုံလေးကိုသတိထားပြီးကြည်စမ်းပါရေးထတာအဝါဝလို့ရေးတာနော်ဝါလုံးနှလုံးနဲ့ရေးရတာအဝါဝလို့ရေးရတယ်အတန်ထွက်ရင်အပါဝလို့ထွက်ရတယ်နော်လူဘာဝလိုက်တာဆိုတဲ့စကားလုံးကိုပဆောင်နဲ့မရေးဘူးဝါလုံးနဲ့ပဲရေးတယ်လူဝါဝတယ်လို့ရေးရတယ်အဲ့တော့သရုဒ္ဓဇံကိုအပါဝစွာလေ့လာပြီးတော့ထိုယဟန်သည်ဒီလိုတွေးရမယ်တဲ့တွေးလဲတွေးသိလဲသိပေါ့ဗျာမေငါဤအယံကာယောဤကိုသည်ရူပီရုပ်ရှိဤအဲတို့အဲ့ဝိပဿနာကမ္မထန်တိုက်တွေမှာဒီနေရာလေးကိုမဟုတ်ကြောကြော်သွားတယ်သိလားပထမဆုံးစပြီးတော့တွေးရမှာဘယ်လိုတွေးရမှာတော့မေဘသူဤငါဤအယံကာယောဤကိုသည်ရူပီရုပ်ရှိဤဘသူကိုကရုပ်ရှိတာတော့ဘသူကိုကရုပ်ရှိတာတော့ငါကိုမှရုပ်ရှိတာလို့ပြောတာနော်အဲ့နေရာမှာကမ္မထမ်းဆရာတွေကအဲ့နားလေးကိုကြော်ပြီးဟောတာသိလားဒီခန္ဓာကိုယ်ကြီးကိုငါခန္ဓာကိုယ်လို့မမှတ်ရဘူးဆိုပြီးတော့ကြော်ဟောပြတာလေအဲ့ငါဆိုတာပါရင်အတ္တကြီးဆိုပြီးတော့ဘုရားအဲ့လောက်ကြော်မဟုတ်အရင်ဆုံးတော့အတ္တဘယ်ဖြုတ်လို့ရအောင်မှာတော့ဗျာဟုတ်တယ်မလားကိုယ်ခန္ဓာကိုယ်ကိုတော့ငါခန္ဓာကိုယ်ဆိုတဲ့အမှတ်ကလေးကရှိအောင်မှာကိုအရင်ဆုံးအဲ့ဒီခန္ဓာကိုယ်ကိုရုပ်မှန်းသိအောင်ရင်လောက်အောင်မှာငါခန္ဓာကိုယ်မှာဘာရှိတယ်ရုပ်ရှိတယ်တရားစာမှာနော်စာတုမဟာဘူတိကောမဟာဘုတ်၄ပါးဖြင့်ပြီးတယ်အဲ့ဒီမှာငါမရှိဘူးမဟာဘုတ်ပဲရှိတာဖြစ်သွားမှာစွတ်ဆက်ပြီးတော့ခန္ဓာ၅ပါးငါမရှိဘူးမဟာဘုတ်ပဲရှိတာစွတ်မလုံးနဲ့ဖြည်းဖြည်းလို့မာတာပိဋိကတံဘောမိဘတို့ဤတုတ်သွေးကြောင့်ကောင်းစွာဖြစ်ရတယ်ဒီခန္ဓာကိုယ်ကြီးဘယ်သူကြောင့်ဖြစ်လာတော့အမေဖေကြောင့်ဖြစ်တာဒါဗုဒ္ဓဘာသာလိုရပါတော့ဟိုမှာဖန်ဆင်းရှင်ဝါဒအရာတော့ဒီခန္ဓာကိုယ်ဘယ်သူကြောင့်ဖြစ်တော့ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာပြော့ပြအောင်မယ်သိလားဥနန္ဒမလားဒီပြီးတော့မနေ့ကလားတမြန်နေ့ကလားဒေဥဆရာတော်ရဲ့တရားကိုနိုင်ရနေဒေဥဆရာတော်ကဟိုဟာဘုရားသခင်ပေါ့နော်အဲ့ဒီ God ဖန်ဆင်းရှင်ကိုသူကမကောင်းပြောနေတာဘုရားသခင်ကတော်တော်အသုံးမကျတဲ့သူပဲတဲ့ဘာဖြစ်လို့လုံးပေါ့နော်ဒီလူတွေကိုဖန်ဆင်းထားတယ်ပေါ့နော်ဒီလူတွေစီမှာဒုက္ခတွေရှိနေတာ哦ဒီဒုက္ခတွေ तू ဖန်ဆင်းထားတာပဲအဲ့ဒါကြောင့်မကောင်းဘူးပေါ့တပည့်တော်တို့ဆင်းရဲဒုက္ခရောက်နေတာဒီဘုရားသခင်ဖန်ဆင်းလို့ဘုရားသခင်ကိုဗလိမ့်ရမယ်ပေါ့ဘာလို့ပြောတာဒါဟို
ဖန်ဆင်းရှင်ဝါဒပဲပြောတာနော်တပည့်တော်ဗုဒ္ဓဘာသာကြတော့တပည့်တော်ခန္ဓာကိုယ်ကြီးဘာကြောင့်ဖြစ်လာလဲဆိုရင်မာတာပိဋိကတံဘောမိဘတို့ကြောင့်ဖြစ်လာတာဒါဆိုရင်တပည့်တော်ဆင်းရဲနေတာဘယ်သူဘလိမ့်မလို့ကျေးဇူးရှင်တော်ကားနေမစင်မစားတိလားသူများကိုဆွတ်ဆက်ပြောတာအဲ့လိုတွေချောက်မပြောအောင်ဘုရားသခင်ကြောင့်ဒီဒုက္ခတွေရလာတာဘုရားသခင်ကိုမကောင်းပြောမယ်ဆိုရင်တပည့်တော်ခန္ဓာကိုယ်ရလာမိဘကြောင့်ရလာတာမိဘဆဲဖို့ရှိတော့တာပဲအဲ့ဒါကြတော့ငရဲကကြီးအောင်ပဲ ဒါနဲ့တစ်ဖက်ဘာသာရဲ့အယူဒီတော့ဘုရားဘာသာရှင်းထောင်းအောင်မကြည့်တယ်လေဒီလိုမျိုးတစ်ချောင်းပါကြည့်ပြီးလို့တွေးလိုက်ပါအဲ့လိုပေါ့ဘယ်ဘာသာမှာပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်ကြီးကိုပေးထားတာကကျေးဇူးရှိနေပြီအဲ့လိုဖြစ်တာဟိုမှာမိဘကသားသမီးကိုမဆောင်ရှောက်ဘူးမွေးပြီးပြစ်သွားတယ်ဆိုတာရှိတယ်လေမွေးပြီးပြစ်သွားလဲအဲ့ဒီမိဘကျေးဇူးရှင်ပဲမို့လားလောကထဲကိုခေါ်ဆောင်လာပေးတာကကျေးဇူးရှိနေပြီအဲ့တော့အဲ့ဒီ God ပေါ့ဘုရားသခင်တပည့်တော်တော့ဘုရားသခင်ရှိတယ်လို့မယူပါဘူးဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးကနေပြီးတော့တပည့်တော်တို့ဖန်ဆင်းထားတဲ့ဆိုအောင်တော့ဒီလောကထဲကိုခေါ်လာတာကသူကကျေးဇူးရှိနေပြီဆင်းရဲတာတော့ကိုယ်တိုင်နဲ့ကိုယ်ကံဟုတ်ပြီဩဒနာကုံမှာသူပစယောတဲ့နော်ထမင်းမယောမုံတို့နဲ့တိုးပါစေရဲ့ဒီခန္ဓာကိုယ်ဘာကြောင့်ကြီးထမင်းစားလို့ကြီးတာအပိန်ချင်းဝိတ်ချတာပိန်ချင်းအစားတော့မစားနဲ့ဒါပဲတချို့ကပြောတယ်အားတဲ့ကျမ်းမာရေးလေ့ကျင့်ခန်းလုပ်တယ်လေ့ကျင့်ခန်းလုပ်ပြီးတော့အစားတော့မလျှော့ရင်ကျမ်းမာတဲ့ဝက်ကြီးပဲဖြစ်လာမှာဝိတ်ကမကြဘူးအဲ့တော့ပိန်ချင်းရင်မလုပ်အစာလျှော့ဒါပဲဩဒနာကုံမသူပစယောရုပ်ရဲ့အကြောင်းဒီအာဟာရပဲနော်ခန္ဓာ၅ပါးမှာသူ့အကြောင်းနဲ့သူရှိတယ်ဥမာခန္ဓာ၅ပါးမှာနံပါတ်1နော်ရူပခန္ဓာပေါ့ရူပခန္ဓာဘာကြောင့်ဖြစ်အာဟာရကြောင့်ဖြစ်ပဲနော်ရူပနောက်တစ်ခုကဝေဒနာခန္ဓာဝေဒနာခန္ဓာရဲ့အကြောင်းဒီဖတ်တာပစ္စယဝေဒနာလေဒီလိုမျိုးရှိတယ်ဟုတ်ပါတော့ဟုတ်ပြီအနိစ္စသာဒနာပရိမတ္တနာဗေဒနာဝိဒံတနာဓမ္မောဒီမှာနဲ့တိတိတွေကအောက်ကျနေပြန်ပြီတိတိတွေလည်းအပေါ်ရွှေ့လိုက်တာမမြဲသည်အဖြစ်ဟူသောသဘောဒီခန္ဓာကိုယ်ကြီးဟာမမြဲဘူးနန္တာရေကျဲတို့ဖြင့်အထက်၌ဖုံးလွှမ်းလိမ့်ကြံရခြင်းသဘောတော့အမွှေးနန္တာလေးတွေကလိမ့်ထားမှမဟုတ်ရင်အနန္တမကောင်းဘူးတာတာရဆုတ်နေရခြင်းသဘောနှိပ်ပေးနင်းပေးဘာညာပေါ့နော်ဒီလေးလုပ်ပေးရတယ်ဤသို့ပြုစုပါတော့လေတဲ့ပျက်စီးရခြင်းသဘောဖယိုဖယဲပြတ်ကျဲရခြင်းသဘောရှိတယ်ဒီခန္ဓာကိုယ်ကြီးကအမြဲမပြတ်စောက်ရှောက်ပေးနေရတာနော်ဟုတ်ပြီဒီမှာအဲ့ဒါဘာဖြစ်လို့စောက်ရှောက်တာတော့ပျက်စီးအောင်စောက်ရှောက်တာလားမပျက်စီးအောင်စောက်ရှောက်တာလားပျက်စီးအောင်မပျက်စီးအောင်စောင့်ရှောက်တာဟုတ်ပြီအဲ့လိုစောင့်ရှောက်လိုက်တော့ဒီခန္ဓာကိုယ်ကြီးကမပျက်စီးတော့ဘူးလားပျက်စီးပါပြတ်တာပဲအဲ့ဆိုမစောင့်ရှောက်တော့ဘူးဆိုပြီးထားလိုက်လို့လည်းမရပြန်ဘူးနော်တပည့်တို့စာကြက်တယ်လို့ပေါ့ဗျာစာကြက်တယ်ဆိုတာမှတ်မိခြင်းလို့ကြက်တာလားမေ့ခြင်းလို့ကြက်တာလားမှတ်မိခြင်းလို့ပါမှတ်မိခြင်းလို့ကြက်တာဒါပေမဲ့အဲ့စာမမေ့ဘူးလားမေ့ပါတယ်မေ့တာပဲအဲ့တော့ကဲမေ့မှချင်းတူတူမကြက်တော့ဘူးကွာလို့လုပ်လို့ရလားမရဘူးနော်အဲ့လိုပြောချင်တာခန္ဓာကိုယ်ကြီးကိုတပည့်တို့ကဟာမမြဲပါဘူးကွာဆိုပြီးတော့ပြစ်စလက်ခတ်ထားလို့မရဘူးနော်စောင့်ရှောက်ပေးရမှာအဲ့အကြောင်းမလို့အပြင်သွားတယ်ဟာလို့လှတ္တပတ်တလေးဝတ်သွားပြီးတော့လေအမလေးအပုတ်ကောင်ရုပ်ဆောင်နေတာပါဆိုပြီးတော့တုံးလုံးကြီးထွက်မသွားနဲ့ဗျအမလေးမပုတ်ခင်အုပ်မဲ့လူနဲ့တွေ့မှဒုက္ခရောက်နေမယ်မေငါဣဒံစပနဝိညာဤစိတ်ဝိလေတဲ့အထဤခန္ဓာကိုယ်၌တိတံမှီးနေ၏စိတ်ကလေးကဘယ်မှာမှီးခန္ဓာကိုယ်ကိုမှီးနေရတယ်ပฏิပတ်တံဆက်နေတယ်အဲကြောင့်ခန္ဓာကိုယ်ကြီးတည်သွားရင်စိတ်ပါသွားတာပေါ့နော်စိတ်ပါလိုက်ပြီးတည်သွားတာနော်ခန္ဓာကိုယ်ကြီးတည်သွားရင်စိတ်ကလေးကထွက်သွားပြီးနောက်ခန္ဓာကိုယ်စီဝင်တာမဟုတ်ဘူးနော်
ခန္ဓာကိုယ်သိရင်စိတ်ပါသိပဲအဲ့တော့ A1 ဤသို့ပဇာနာတိခွဲခွဲခြားခြားအပြားအဖြင့်သိပါတယ်အဲ့လိုကိုသိရတာတပည့်တော်တို့ကဒီဥစ္စာကိုသိနေပြီလားဆိုရင်မသိတဲ့သူမရှိပါဘူးဗျာသိပါတယ်ဟုတ်တယ်မလားဒါပေမဲ့စာတင်ထားလို့သိတာဗျဟုတ်လေစာထဲမှာပြောတယ်လေတပည့်တော်ခန္ဓာကိုယ်ကယုတ်နဲ့နာမည်ရှိတာပါစာထဲမှာပြောဘူးလားပြောတာပေါ့ပြောတော့တပည့်တော်ကယုတ်နဲ့နာမည်ရှိကြောင်းသိတယ်ပြီးတော့ယုတ်ဆိုတာမဟာဘုတ်၄ပါးပါပဲမသိဘူးလားသိတယ်ဖရာသခင်ဖန်ဆင်းတာမဟုတ်ဘူးမိဘတို့ကြောင့်ဖြစ်လာတာဒါလည်းသိတယ်ရုပ်ရဲ့အကြောင်းဟာအာဟာရဖြစ်တဲ့အတွက်ကြောင့်ထမင်းမရောမုံတို့နဲ့တိုးပွားတာဒါလည်းသိတယ်မမြဲဘူးမမြဲခြင်းเนาะလိမ့်ကြံရခြင်းဆုံးနေရခြင်းပျက်စီးခြင်းဖယိုဖယဲကျဲခြင်းဒီသဘောတွေရှိတယ်မသိဘူးလားသိတယ်ဒီခန္ဓာကိုယ်ကြီးကိုစိတ်ကမှီးနေပါတယ်ဒါလည်းမသိဘူးလားသိတယ်ဒါပေမဲ့အဲ့ဒီအတိဟာဝိပဿနာဉာဏ်အစစ်ဟုတ်မဟုတ်ဟုတ်မဟုတ်ဆိုရင်ရှေ့စာကြောင်းကိုပြန်ကြည့်ရမှာလေပဇာနာတိအဲ့လိုသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်ရောက်တော့ပြောအဲ့လိုသိအောင်လို့သူ့ရဲ့စိတ်ကိုငါ၈မျိုးဘယ်ရောက်တော့လဲအင်္ဂါ၈ပါးနဲ့ပြည့်စုံအောင်သရုပ်ဒဇံကိုအပဝစွာလေ့လာထားတယ်အဲ့လိုသိဖို့အတွက်နော်အဲ့လိုသိဖို့အတွက်သရုပ်ဒဇံနဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံအောင်ပွားများထားတယ်တပည့်တော်တို့ကသရုပ်ဒဇံနဲ့အပဝအောင်အင်္ဂါ၈ပါးအပဝအောင်မလေ့လာထားဘူးဆိုရင်မသိဘူးလို့ပြောတာပဲလေဒီကတော့မသိဘူးလို့ပြောရမယ်အဲ့ဒါတပည့်တော်တို့သိတယ်ဆိုတာဘာဖြစ်နေရတော့သိတယ်ထင်နေတာလေရှင်များတို့တပည့်တော်ခုနကသရုပ်ဒဇံဆိုတော့ကြတော့တမထပေါ့နော်တမထလုပ်ပြီးဝိပဿနာလုပ်ရမယ်ဆိုတော့ပါလေးတော့လူတိုင်းသိကြပါတယ်နော်ဒေါ်နုညင်းတမထနဲ့မလုံလောက်ဘူးဝိပဿနာပါဆက်လုပ်ရမယ်ဆိုတာခင်ဗျာသိတယ်မို့လားသိရနော်သိတယ်ဝိပဿနာနဲ့လည်းမလုံလောက်ဘူးတမထဆက်လုပ်ရမယ်ဆိုတာဟောသိလားအဲ့ဒါတော့မသိဘူးမို့လားသိပါဘူးမသိဘူးနော်ဝိပဿနာလုပ်ရင်လုံလောက်ပြီလို့ထင်ထားတယ်မို့လားမှန်ပါဗျာဟုတ်ပြီဒီမှာကြည့်တာအင်္ဂုတ္တရနိကေဓာတကနိပတ်တမထတုတ်ကိုဖတ်ကြည့်လိုက်အောင်ဟာ၃နိုင်တော့ထိုးတော့မှာဟာ၃နိုင်ထိုးတော့မှာကဲအဲ့ဆိုမြန်လေးယဟန်တစ်ပါးသည်တဲ့ယဟန်တစ်ပါးမိမိတဏ္ဍာ၌ဒီမှာကြည့်တမထကိုရသူဖြစ်တယ်လို့ဟုတ်ပြီနော်ဝိပဿနာဟုတ်လားဝိပဿနာကိုရသူဖြစ်တယ်လို့ဆိုပြီးတော့ဆင်ခြင်ရမယ်ဆင်ခြင်မှုပြစ္ဆဝခဏနှစ်ခုနော်ဘာနဲ့တမထနဲ့ဝိပဿနာနဲ့နှစ်ခုလုံးကိုရမရဆင်ခြင်ရမယ်အဲ့တော့အကယ်၍မရထားတော့တမထရတယ်ဝိပဿနာကိုကြတော့မရဘူးတမထပဲလှုပ်ထားတယ်ဝိပဿနာမလှုပ်ဘူးဆိုရင်အဲ့ပုဂ္ဂိုလ်ကဘာလုပ်ရမလဲတမထ၌တည်၍တမထကိုစွန့်လွှတ်ရမယ်လို့ပါသလားမပါဘူးနော်ပြောင်းရမယ်လို့လည်းမပါဘူးနော်ဝိပဿနာပြောင်းရမယ်လို့မပါဘူးနော်တမထ၌တွေ့အဓိပညာဝိပဿနာလို့ငါအထုတ်မှုလုပ်ရမယ်တမထကိုလည်းရှိပါစေတဲ့ဘာလေးကိုဆက်အထုတ်ဝိပဿနာလေးကိုဆက်အထုတ်အဲ့လိုပြောတာဟုတ်ပြီသူနဲ့ပြောင်းပြန်ပေါ့တမထလည်းရတယ်ဝိပဿနာလည်းရတယ်ဟဲ့လားတမထကိုရတယ်ဝိပဿနာကိုမရဘူးဟုတ်ပြီ
သမထကိုရတယ်ဝိပဿနာကိုလည်းရတယ်ရသွားမှာပေါ့နော်အထုတ်လိုက်ရင်ရသွားမှာဟုတ်ပြီနောက်တစ်ယောက်ကသမထကိုမရဘူးဝိပဿနာကိုရတယ်ကြည့်ပါဦးနောက်တစ်ယောက်ကဘာရတယ် ဝိပဿနာကိုရတယ် ဝိပဿနာတော့ရတယ်ဘာမရဘူး သမထကို ဘာမရ သမထမရဘူးဗျဝိပဿနာတက်လုပ်တဲ့ပုံကိုယ်တွေပေါ့ဟုတ်လားတို့မြန်မာပြည်ကလူတွေလို့ပေါ့နော်အဲ့လိုလူမျိုးဘာလုပ်ရမလဲဆိုတော့ဝိပဿနာ၌တည်၍ဝိပဿနာကိုလည်းမစွန့်လှော်ရပါဘူးเนาะပြောင်းရမှာလည်းမဟုတ်ပါဘူးဝိပဿနာ၌တည်၍ဘာကိုအားထုတ်ရမလဲသမထအလုပ်ငါအားထုတ်ရမယ်သမထဆက်လုပ်ရအောင်ပါဗျအဲ့လိုဆိုရင်သမထဝိပဿနာကိုရသွားမယ်နောက်တစ်ခုကကြတော့သမထဘာဖြစ်တယ် သမထကိုဘုရားသူဖြစ် မရဘူးပြီးတော့ဝိပဿနာရော ရအောင် ဘုရားသူ ဝိ ဖြစ် ပဿနာလည်းမရဘူးအဲ့လိုမရဘူးဆိုရင်တော့အဲ့ဒီသမထရောဝိပဿနာရောဆိုတဲ့ကုသိုလ်တရားတွေကိုတဲ့ရဖို့ရန်အတွက်လွန်ကဲသောအလိုဘာညာကွကွာပေါ့လားအလိုလုံလအားထုတ်မှုအလွန်အားထုတ်မှုမဆုံးနှစ်မှုအောက်မေ့မှုတတိတမ္ပဇင်ကိုပြုတင်ပါတယ်ဥပမာဘယ်လိုပေးထားတော့ဆိုတော့ဒီမှာအဝတ်မီးလောင်နေသလိုခေါင်းမီးလောင်နေသလိုပဲအဝတ်မီးလောင်တဲ့လူဘာလုပ်ရမလဲမီးချင်းရမှာပေါ့ခေါင်းမီးလောင်တဲ့လူဘာလုပ်ရမလဲမီးချင်းရမှာတခြားလုပ်တွေဘေးဖယ်ထားမင်းငိမ့်မှုကိုရင်ဦးစားပေးအဲ့လိုပဲသမထရောဝိပဿနာရောမလုပ်တဲ့သူဆိုရင်ကျန်တဲ့လုပ်တွေပြစ်ချထားလိုက်တော့မလုပ်ရမလဲသမထဝိပဿနာကိုလုပ်ရမယ်အဲ့လုပ်လိုက်တော့ရသွားမယ်ပေါ့ဗျာသမထနဲ့ဝိပဿနာရထားပြီးသားလူဆိုရင်ဘာဖြစ်လဲစရုဒ္ဓတယောက်ကသမထကိုလည်းရတယ်ဝိပဿနာကိုလည်းရတယ်သမထဝိပဿနာနှစ်ခုလုံးရပြီဆိုရင်လုံလောက်ပြီလားမလုံလောက်သေးဘူးအမတို့ရဲ့မလုံလောက်သေးဘူးထို့ထက်အလွန်နဲ့အာသောတရားတို့ဤကုံရာအလို့ငါအာထုတ်မှုကိုပြုတင်တယ်တဲ့အာသောကုံအောင်လုပ်ရမယ်အာသောကုံတယ်ဆိုတာယဟန္တာမို့လားဒါဆိုရင်ယဟန္တာဖြစ်ဖို့အတွက်ဂျားထဲမှာတစ်ဆင့်ရှိနေတာသမထဝိပဿနာဟုတ်ပါလားမသိနော်သမထရောဝိပဿနာသမထတက်လှုပ်ထားတဲ့သူဒီသောတာပန်ဖြစ်နိုင်တယ်သဂရဂံဖြစ်နိုင်တယ်အနာဂံဖြစ်နိုင်တယ်သမထတက်လှုပ်ထားလေဝိပဿနာတက်လှုပ်တဲ့သူကလည်းသောတာပန်ဖြစ်နိုင်တယ်သရဂံဖြစ်နိုင်တယ်အနာဂံတော့မဖြစ်နိုင်ဘူးဝိပဿနာတက်ဓမ္မအနာဂံမဖြစ်နိုင်ဘူးသူကကြတော့နော်သမထရောဝိပဿနာရောလှုပ်တဲ့သူကဒါသောတာပန်သရဂံအနာဂံယဟန္တာတိဖြစ်နိုင်တယ်အဲ့တော့သမထတော့လှုပ်ပြီးပြီဝိပဿနာမလှုပ်ရသေးဘူးဆိုရင်မလှုပ်ရမလဲသမထမှာတီးဝိပဿနာဆက်လုပ်ဝိပဿနာတော့လုပ်တယ်သမထမလုပ်ရသေးဘူးဆိုရင်လေဝိပဿနာမှာတီးသမထဆက်လုပ်သမထဝိပဿနာရောမလုပ်ရသေးဘူးဆိုရင်တော့ရှိသမျှအလုပ်အကုန်ပြစ်ချပြီးတော့ဟေးဝိပဿနာတစ်ခုလုံးလုပ်သမထရောဝိပဿနာရောစုံပြီဆိုရင်တော့အာတဝကုံအောင်အထုတ်ပါဒီဟာလေးဒီနေ့ပြောတဲ့ဟာတွေကတုတ်တန်ပါဠိတော်တွေကိုအခြေခံပြီးတော့တုတ်တန်ရဲ့အရေးကြီးတဲ့အချက်လက်တွေဘုန်းကြီးတို့ဒါတပည့်တော်နေတဲ့တော့ဘုန်းကြီးတို့မကြားဘူးသေးတဲ့ဟာလေးတွေရအောင်ရွေးရှာပြီးတော့ပြောကြည့်တာပါနော်တပည့်တော်ပြောလို့ယုံရမယ်ဆိုတဲ့အဓိပ္ပာယ်မရှိပါဘူးနော်မာအနုတ္တဝေနဟလားအနုတ္တဝနသူများပြောလို့လည်းမယုံနဲ့နော်မာတမနောဂရုတို့ဂုရုတို့ပေါ့ကိုလေးစားတဲ့ဘုန်းကြီးပြောလို့လည်းမယုံနဲ့မာပိဋကတမ္မနေနာစောက်တဲ့ပါလို့လည်းမယုံနဲ့ကိုညာနဲ့ကိုစဉ်းစားကြပါတဲ့ဒါဆိုဒီနေ့ဖို့ဗုဒ္ဓသာသနာနဲ့သိအောင်ဗုဒ္ဓသာသနာ ဗုဒ္ဓသာသနာသီရန်ဒိဋ္ဌုဗုဒ္ဓသာသနာသီရန်ဒိဋ္ဌုဗုဒ္ဓသာသနာသီရန်ဒိဋ္ဌုအာဒုပါဗျာ